ကဲအားလုံးဒီတရားပွဲစမဲ့အချိန်မှာ8 နာရီနဲ့23 မိနစ်ရှိပါပြီနော်အဲ့တော့ဦးဇင်းကတနာရီလောက်တနာရီခွဲလောက်ဖြစ်မယ်ပေါ့တရားဟောပြီးရင်15 မိနစ်အားလုံးပဲတရားထိုင်ရဖြစ်မလားဖြစ်ပါဗျာဟုတ်ပြီအဲ့တော့တနာရီခွဲ15 မိနစ်ပေါင်းတော့အားလုံး2 နာရီမှတ်တင်းလောက်နောက်တစ်ခါတရားထိုင်ပြီးရင်သစ္စာပြုမယ်မေတ္တာပို့မယ်ရည်စက်ချမယ်ဆိုအားလုံး2 နာရီလောက်ကြာပါလိမ့်မယ်2 နာရီဆိုတော့အခု8 နာရီခွဲ2 နာရီပေါင်းရင်10 နာရီခွဲလောက်မှပြီးမယ်နော်အားလုံးအဆင်ပြေမယ်နော်ကဲကောင်းပြီအဲ့တော့ဒီနေ့ဒါနှစ်သက်ကူးပေါ့လေနှစ်ဆန်း2 ရက်လို့ဆိုရင်လည်းမမှားပါဘူးတကဘာလုံးကလူအများလက်ခံထားခဲ့တဲ့နှစ်ကူးမင်္ဂလာအချိန်အဲ့တော့နှစ်သက်ကူးတော့မယ်ဆိုကြတဲ့ကရင်ဦးဇင်းတို့ဒီဇင်ဘာ31 ရက်နေ့ကနေပြီးတော့မနေ့ကနှစ်သက်ကူးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောပြီးတော့တရားဟောလေးရှိတယ်ဒီနေ့လည်းလမ်းမှာတရင်နာထောင်ရင်ကိုတော့နားမလဲပါဘူးလေကားမောင်းတဲ့လူကရှမ်းလူကျွမ်းကျင်တော့ရှမ်းဘာသာစကားနဲ့တရင်ကြင်ညာတဲ့အထဲဒီနှစ်ကူးတဲ့ရက်ကလေးတွင်ပျော်ပွဲရှင်ပွဲတွေကျင်းပလိုက်ကြတာဒီဇင်ဘာ25 ရက်ခရစ်စမတ်နေ့ကနေပြီးတော့ဒီနေ့22 ရက်နေ့အထိယူရီးယားနိုင်ငံကသတင်းထုတ်ပြန်တယ်ဒီဘန်ကောက်အနီးတစ်ဝိုက်မှာဒီပွဲနဲ့သေးတဲ့လူအားလုံး254 ယောက်ရှိတယ်သေးတာဒဏ်ရာရတာမပါသေးဘူးအဲ့တော့ပွဲလန်းသဘင်တစ်ခါလှုပ်တိုင်းဒါကနိုင်ငံတိုင်းဒေသတိုင်းလူမျိုးတိုင်းဥစဉ်လေ့လာကြည့်သလောက်ပွဲလှုပ်လိုက်တိုင်းလူတွေအများကြီးဆုံးရှုံးကြတယ်ပျော်ပွဲလို့တော့ပြောတာပဲနော်အခုလည်းနှစ်သက်ကူပွဲလို့ပြောလိုက်တော့သေသွားလိုက်တာ254 ယောက်နော်အဲ့တော့ပြန်စဉ်းစားကြည့်အောင်လူဘဝရောက်ခိုက်ကလေးဘုရားရှင်ကိုယ်တော်မြတ်ကြီးကမနုဿတ္တဘာဝဒုံလဘောလောကသမိန်လောကကြီးထဲ၌မနုဿတ္တဘာဝမနုဿလူသားဘဝကိုအခုရဖို့ရခေရင်တယ်လို့ဘုရားပြောတယ်ကြားဘူးလားကြားပါပါဗျာယုံလားယုံပါဗျာလူဘဝဘာကြောင့်ရခဲ့တယ်ဆိုတာဥစဉ်အနေနဲ့အချိန်ဟောခဲ့ပြောခဲ့သတိပေးခဲ့ပြီးပါပြီဒါပေမဲ့ဒီနေ့တရားနာပိသတ်နဲ့ကအခုဥစဉ်ထိတွေ့ရတော့ကြားဘူးတဲ့လူလည်းထမှန်ပြီးတော့နှလုံးသွင်းပြအောင်မကြားဘူးသေးတဲ့ပုဂ္ဂိုလ်လည်းကြားဘူးသွားအောင်လူဘဝလူလောကသည်ဘာကြောင့်ရခဲ့သလဲလို့မေးရင်32 ပုံသောဘုံဌာနတွေထဲမှာဒါနဆိုတဲ့ကောင်းမှုတွေလုပ်နိုင်တာလူဘုံတခြားဘုံတွေမှာလုပ်လို့မရဘူးဗျာနောက်သီလ5 ပါးသီလ10 ပါးသီလ10 ပါးသီလ229 သွယ်သောသီလအစရှိသဖြင့်သီလတွေခံယူဆောက်တည်နိုင်ခွင့်ရှိတာလေလူဘုံဘာဝနာမေတ္တာဘာဝနာကရုဏာဘာဝနာသမထဘာဝနာဝိပဿနာဘာဝနာအစရှိသဖြင့်မိမိတို့၏သီလသမာဓိပညာတို့ကိုတိုးပွားစေတတ်သောဘာဝနာတရားအားထုတ်မှုကိုအားထုတ်နိုင်တာလေအဲ့ဒါလူဘဝရဲ့အနှစ်သာရလူရလို့ဖြစ်ခိုက်မှာလူပိသခြင်းရင်အဲ့ဒီဒါနသီလဘာဝနာတွေလုံနေမှလူပိသဒါနသီလဘာဝနာမလုံနိုင်ရင်အခုသူတော်ကောင်းတို့လူဖြစ်ကျိုးနှံ့ရေးဆိုတဲ့စံချိန်မှာကြတော့သာသနာဘသားရဲ့သာသနာတွင်သားရဲ့2 မျိုးရှိတယ်သူတော်ကောင်းတို့ကသာသနာဘသားလားသာသနာတွင်သားလားသာသနာတွင်သားဆိုတာဘာကိုပြောတာအပေါ်ယံအလိုက်အထိုက်ပြောရင်ဘုရားအဆုံးမရှိသေးတဲ့ရှိနေတဲ့ကာလမှာမွေးဖွားတာကိုသာသနာတွင်သားလို့ဒါအပေါ်ယံပြောတာ
တကယ်အစစ်အမှန်အဓိပ္ပာယ်ကတော့ဘုရားဆုံးမရှိနေတာမှန်တယ်ဘုရားဆုံးမထွန်းကားတဲ့မြန်မာနိုင်ငံလိုနေရာမျိုးမှာမွေးတာမှန်တယ်ဒါပေမဲ့သူတော်ကောင်းတို့ရဲ့အသိဉာဏ်တနည်းအားဖြင့်လောကဝေါဟာရနဲ့ပြောရင်ဒီနေ့တရားနာပိဋကတ်ရဲ့နှလုံးသားထဲမှာဘုရားအဆုံးအမတွေကိုယုံကြည်သက်ဝင်တဲ့စိတ်ရှိနေမှသာလျှင်သာသနာတွင်သားဟုတ်ပြီလားဘုရားအဆုံးအမပေါ်မှာယုံကြည်မှုမရှိဘူးဆိုရင်သာသနာတွင်သားလို့ပြောလို့မရဘူးယုံကြည်တယ်ဆိုတာယုံကြည်ယုံသက်သက်မဟုတ်ဘူးနော်ယုံကြည်တဲ့ပုဂ္ဂိုလ်ကယုံကြည်ပြီးရင်ကြင်ကြံယုံကြည်ပြီးရင်ကြင်ကြံပါဗျာအဲ့တော့သာသနာတွင်သားဖြစ်ဖို့ဆိုတာဘုရားအဆုံးအမကိုနှလုံးသားထဲကိန်းနေမှာလို့ဒီလိုမှတ်ထားအဲ့တော့သာသနာတွင်သားတစ်ယောက်နဲ့သာသနာဘာသာတစ်ယောက်လူဖြစ်ကျိုးနှက်ရေးမှာကြတော့စံချိန်ချင်းမတူတော့သာသနာဘာသာတွေကဒီနေ့သူတော်ကောင်းတို့သာသနာတွင်သားတွေလူပိသားရေးဆိုတဲ့ဒါနသီလဘာဝနာလောက်လုံနိုင်ရင်သာသနာဘာသာတွေကလူဖြစ်ကျိုးနှက်သွားပြီသဘောပါလားအခုသာသနာတွင်သားတွေကြတော့မဟုတ်ဘူးသူတော်ကောင်းတို့တွေကြတော့ဘုရားရဲ့အဆုံးအမကိုနှလုံးသားထဲမှာကိန်းပြီးတော့အဓိသီလခိုင်မြဲတဲ့သီလပိုင်ရှင်တွေအဓိစိတ်ဓာတ်ခိုင်မြဲတဲ့ယုံကြည်ချက်ခံယူချက်ပိုင်ရှင်တွေအဓိပညာခိုင်မြဲတဲ့မဲ့ပညာဖို့ပညာအစရှိသောတမာဒိဋ္ဌိဉာဏ်ပညာပိုင်ရှင်တွေဖြစ်မှလူဖြစ်ရကြဘာလို့လဲဆိုတော့တမ်းမတူဘာမတူသာသနာဘာသာမှာကသူတို့မှာကုသိုလ်လည်းမသိအကုသိုလ်လည်းမသိဆိုတော့သူတို့ဘဝလေးကကုသိုလ်လေးရယုံလောက်တိဆောက်နိုင်ရင်လူဖြစ်ကြနတ်သွားပြီကုသိုလ်တော်ကောင်းတို့ကြတော့ကုသိုလ်အကုသိုလ်လောက်သိယုံလောက်လူဖြစ်လာတဲ့အဆင့်တန်းမဟုတ်တော့ကိုအဆင့်ကိုသိနော်ကိုအဆင့်ကဘာလို့ဒီလောက်ထဲထဲဝင်ဝင်ရှင်းပြပြီးပြောပြနေသလဲဗုဒ္ဓဘာသာဝင်အဖြစ်မွေးဖွားလာကြတဲ့သူတော်ကောင်းတို့တွေဒီလိုဘဝမျိုးရဖို့ကြိုးစားခဲ့ရတာဘဝများစွာတန်တရားမှာအသက်သွေးချွေပေါင်းများစွာယဉ်နီးပြီးတော့လာရတယ်လို့မှတ်ထားပါဟုတ်ပြီနော်အခုလိုဘဝရဖို့လွယ်သလားမလွယ်ပါဘူးဗျာသူတော်ကောင်းတို့ကိုယ်တိုင်အသက်ပေါင်းများစွာသွေးပေါင်းများစွာစဒေးပြီးမှဒီဘဝမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဖျားဖြစ်ဖို့တဲ့ဖောက်လူခဲ့တဲ့မျက်လုံးတွေကောင်းကင်ကရှိနေတဲ့ကျဲတာယာတွေထက်များသေးတယ်တဲ့ဟုတ်ပြီနော်ထုတ်လူခဲ့တဲ့သွေးတွေသမုဒ္ဒရာရေတွေထက်များသေးတယ်သမုဒ္ဒရာရေဆိုတာဒါမင်းတို့အခုသိနိုင်တဲ့မြင်နိုင်တဲ့သမုဒ္ဒရာလောက်ပြောတာဒါပေမဲ့မင်းတို့သမုဒ္ဒရာတော့ဒီထက်သိချင်မှသိကြမှာပေါ့ဘာလို့ဆိုထိုင်းနဲ့ရန်ကုန်ဆိုတာရှွတ်ဆိုရောက်လာတာကိုနော်သမုဒ္ဒရာဖြတ်ပြန်မှုတဲ့ပုံကိုယ်တွေမှသိမယ်ပစိဖိတ်သမုဒ္ဒရာဟာလားအိန္ဒိယသမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာကြီးတွေဆိုအလွန်ကျယ်ဝန်းနဲ့ဆိုင်တဲ့သမုဒ္ဒရာကြီးတွေအဲ့ဒီသမုဒ္ဒရာထက်ဖျားပြောတဲ့သမုဒ္ဒရာကြီးတွေကပိုကြီးတယ်ဟုတ်ပြီနော်အဲ့တော့သမုဒ္ဒရာရေတွေလောက်မကသွေးတွေလှူခဲ့ရတယ်အသားတွေလှူခဲ့ရတယ်အဲ့လိုလှူပြီးတော့ယဉ်နီးခဲ့မှသူဘာဖြစ်တယ်ဒီတိုင်းပဲသူတော်ကောင်းတို့ကလည်းအခုဗုဒ္ဓဘာသာဖြစ်ဖို့ဒီဖျားရဲ့တရားသံလေးကြားရဖို့ဖျားရဲ့အဆုံးအမလေးနာယူရဖို့ဒီသမာဓိဋ္ဌိလမ်းကြောင်းပေါ်ကိုရောက်ဖို့လှူခဲ့ရတဲ့မျက်လုံးတွေအသွေးတွေအသားတွေအယိုးတွေရင်းနှီးခဲ့ရတဲ့ဘဝတွေပြန်တွက်ကြည့်တို့လဲဖျားစွန့်ခဲ့ရတာထက်တော့မနှဲတော့ဘူးလို့မှတ်ထားရှင်းလားရှင်းပါဗျာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့limitနဲ့အဋိဋ္ဌာန်နဲ့လေးသင်ချင်းနဲ့ကဘာသသိန်းကြားမှာသူကတိတိကျကျလှုပ်သွားတယ်ကိုဦးစင်းတို့ကအဲ့ဒီထက်မကကြာတဲ့ဘဝများစွာတန်တရားကယဉ်နီးခဲ့ရတယ်ဒီဘဝလေးရောက်ဖို့ရှင်းလားရှင်းပါဗျာဒါပါလို့ပြောလဲဆိုတော့တန်တရားတစ်ခွင်လုံးဦးစင်းတို့တော်ကောင်းတို့လှုပ်ခဲ့ကြတဲ့အလုပ်တွေကအကောင်းဆိုအကြောင်းကျိုးမှန်အမှန်ကိုသိခဲ့တဲ့ဘဝနဲ့မသိခဲ့တဲ့ဘဝဘယ်ရင်ကများမလဲမသိခဲ့တဲ့ဘဝများပါဗျာ
အားလုံးလက်ခံတယ်နော်လက်ခံရင်မသိတာကနည်းနည်းတော့ဝေးသွားပြီနော်မသိတာကဒီမှာပဲကြည့်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာသင်္ခါရဆိုတာပြုတ်လောက်တာသင်္ခါရဆိုတာဘယ်လောက်ပဲသွားမသိတာကအဝိဇ္ဇာပါဗျာပြုတ်လောက်တာကသင်္ခါရပါဗျာအဲ့တော့အဝိဇ္ဇာနဲ့သင်္ခါရမသိခြင်းတရားလွှမ်းမိုးပြီးတော့ကံတွေလှုပ်ခဲ့ရတာဖြစ်တော့စနစ်တကျလှုပ်ခဲ့တာလားဗျံပရာလှုပ်ခဲ့ရတာအတိတ်ကကံပေါင်းများစွာယဉ်နီးခဲ့ရတယ်အဲ့ဒီကံထဲမှာကောင်းသောရာရာကံလေးတွေစုဝေးပြီးတော့ဒီဘဝကိုအကျိုးပြုလိုက်လို့ဘုရားအဆုံးမရှိတဲ့ကာလအဆုံးမရှိတယ်ဆိုတာလဲအခုပိဋက3ပုံမရှိဘူးလားရှိပါတယ်ဗျာရှိတာပါဠိလိုမင်းတို့ပါဠိတတ်လားမတတ်ရင်သိမလားသိပါဘူးဗျာဟောဘောပါလားမသိအဲ့သာသနာငါတို့ကဘာမှမဆိုင်ဘူးဟင်ဒီနေ့ထိုင်းနိုင်ငံဗုဒ္ဓဘာသာနိုင်ငံပဲတို့တော့ရဲဗုဒ္ဓဘာသာနိုင်ငံမြန်မာပဲဥကြောင်ကြဒီနေ့အထိနော်ကိုယ်နိုင်ငံကိုဗုဒ္ဓဘာသာနိုင်ငံရဲ့လို့ခံယူကြွေးကြော်နိုင်တဲ့တတ္တိမရှိတဲ့အတိုင်းပြီနော်ငါလည်းပြောရရင်မကောင်းဘူးအဲ့တော့အခုထေရဝါဒနားနိုင်ငံ9နိုင်ငံမြန်မာထိုင်းလာအိုကမ္ဘောဒီးယားသီရိလင်္ကာအဲ့ဒီ9နိုင်ငံထဲမှာသူတို့ဘာသာစကားတွေကြည့်ဒီနေ့ထိုင်းဘာသာစကားဆိုလဲအတန်ထွက်ကလေးနည်းနည်းပြောင်းသွားတာနဲ့အဓိပ္ပာယ်ကြီးပြောင်းသွားတယ်ထိုင်းစကားရဲ့သီဟိုစကားရဲ့သီဟိုကလည်းတက္ကတဘာသာခေါ်တယ်ပရိယေဝေဝအမတန်များတယ်ဒါမှမဟုတ်အဲ့ဒီဘာသာတွေနဲ့ဘုရားကတရားမဟောနဲ့တောင်ပြောထားတာတရားဟောအာဘသင့်စေတဲ့ဘာစိတ်ပါဠိတော်ကြီးမှာဘာကြောင့်လဲဆိုတော့ပရိယေဝေဝများတော့အဓိပ္ပာယ်ကောက်ယူချက်တွေလွဲကုန်မှာဆိုလို့ရှင်းလားရှင်းပါဗျာအခုသူတော်ကောင်းတို့မြန်မာလူမျိုးမြန်မာဘာသာစကားနဲ့တရားကိုသိခွင့်မရရင်ဒီနေ့ရှမ်းလို့မသိတော့ဗုဒ္ဓဘာသာသာခံယူထားတယ်ကံကံကြီးကျိုးပေါ်ဖြောက်မှန်တဲ့ယုံကြည်ချက်ရှိပါဗျာအဲ့ဒီအခြေခံအကြဆုံးဖြစ်တဲ့ကံကံကြီးကျိုးမှမယုံဘူးဆိုရင်ဗုဒ္ဓဘာသာလို့မပြောနဲ့ပြောလဲပြောပဲရှိမှာဗုဒ္ဓဘာသာဖြစ်ပြီလို့ပြောလို့မရပါဗျာခုမင်းတို့ကံကိုယုံလားယုံပါဗျာကောင်းတာလို့ရင်အဲ့တော့အဝိဇ္ဇာသင်္ခါရဆိုတာကံအဲ့ဒီအတိတ်ကံသင်္ခါရကြောင့်လက်ရှိခန္ဓာရထားတယ်မှတ်တာဒီခန္ဓာကြီးကအလိုရတာလားအတိတ်ကံကြောင့်ရတာမှတ်ထားပါနော်အခုကံအကျိုးပေးရနေရမှာမင်းတို့လာပြီးလောက်ကိုင်းစားတော့နေရရှင်းရလားရှင်းပါဗျာကံပို့လို့ရောက်လာလားကိုစွန်းကိုစွလို့ထင်မနေနဲ့ဟောပါလားမှန်ပါဗျာအတိတ်ကမင်းတို့ချခဲ့တဲ့ရေစက်ချခဲ့တဲ့ကုသိုလ်မျိုးစေ့ကဒီဒေသမှာရှိလို့မင်းတို့ဒီလာအလုပ်လုပ်နေရအဲ့တော့အတိတ်ကံကြောင့်လက်ရှိခန္ဓာရတယ်လက်ရှိခန္ဓာမှာပဲနောက်ထပ်ကံတွေထပ်မလုပ်ဘူးလားလုပ်ပါဗျာကံလုပ်တော့လဲတဏှာဥပါဒံဆိုတဲ့ကိလေသာတွေဥစည်းပြီးလုပ်တော့တတိပညာသာမရှိရင်အမှားနဲ့အမှန်ဘယ်တင်းကများအမှားပါဗျာသိကြတယ်နော်သိကြပါဗျာအဲ့ဒါကြောင့်အခုနုဘဝကလေးရခိုက်ကလေးမှာဗုဒ္ဓဘာသာဖြစ်ခိုက်ကလေးမှာကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့လိုအပ်မလိုအပ်လိုပါဗျာနေအေးစစ်စစ်မေးဦးမယ်ကိုယ့်ဘဝကိုတကယ်တဲ့မှတ်တည်ဆောက်ခြင်းနဲ့စိတ်ကောရှိကြလားရှိပါဗျာအဲ့တခုအရေးကြီးတယ်နော်မင်းတို့ဘဝတွေကိုဘယ်သူမှတဲ့မှတ်ပေးလို့မရပါဘူးဗျာဘယ်သူကိုဒီလိုကိုဒီလိုပါဗျာအတ္တဟိအတ္တနောနာတောဘယ်သူကိုဘယ်သူအာကိုอ่ะဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးပြောခဲ့တဲ့စကားတစ်ခွန်းယောဇဝတ္တသတ္တံဇီဝေတဲ့ကုသိတောဟိနဝိရိယောကုသိတောဟိနဝိရိယောဆိုတော့ယုံညံ့တဲ့လုံလဝရိယရှိသူအတွက်အခုသီလအတွက်လည်းအာမထုတ်သမာဓိအတွက်လည်းအာမထုတ်ပညာအတွက်လည်းအာမထုတ်ဖဲနဲ့သီလသမာဓိပညာသိက္ခာ3ရပ်အတွက်အာမထုတ်ဖဲနေတာကိုကုသိတောယုံညံ့တဲ့နော်ဝရိယမရှိတဲ့ပုဂ္ဂိုလ်တွေလို့ခေါ်တယ်အဲ့တော့လုံလမရှိဝရိယမရှိပဲယောဇဝတ္တတတံဇီဝေအသက်တရားကလပတ်လုံးနေတာနဲ့အသက်ရှင်နေတာနဲ့စာရင်တဲ့ဧကာဟံဇီဝိတံသေယောသီလ
ကိုယ်တဏ္ဍာမှာသီလတရားတိုးပွားဖို့တခဏလေးအားထုတ်ပြီးသေရတာကမြတ်တယ်တဲ့ရှင်းလားဧကဟံဇီဝိတာသေယောဝီရိယမာရဘတော်ဒံလာတဲ့ဝရိယတရားတိုးပွားဖို့အတွက်သီလတွေကိုယ်တဏ္ဍာမှာတိုးပွားလာဖို့သမာဓိတွေရင့်ကျက်လာဖို့ပညာတွေခိုင်မြဲလာဖို့အတွက်အားထုတ်ရင်းနဲ့တရက်တမနဲ့တဏ္ဍာနဲ့အားထုတ်ပြီးသေရတာကမြတ်တယ်ဒီလိုပြောတာဟုတ်ပြီနော်အခုမင်းတို့မဆုံးမနစ်အားထုတ်နေတာကငွေရဖို့ဟုတ်ကဲ့လားတီလတိုးပွားဖို့နဲ့ပတ်စံရဖို့ဘယ်ဟာအရေးကြီးတော့သာဓုဒါအားလုံးအမှန်ပဲဟုတ်တယ်မလားပတ်စံမရတပြီတော့မိဝေးဖဝေးလားနေရတာဘယ်သူကြွေးမှာလဲဟုတ်ပလားအဲ့တော့ငွေရအောင်ရှာမဲဟုတ်လားငွေတလောကလုံးမှာရှိတဲ့လူမင်းတို့မှမဟုတ်ပါဘူးတလောကလုံးမှာရှိတဲ့လူတွေဘယ်နောက်လိုက်လူတွေလိုက်တာရေမကြည့်ဘုန်းကြီးတွေကလိုက်နေလို့ခက်သဘောပါလားလူတွေလိုက်တာပြဿနာမရှိဘူးအဲ့တော့အခုကတော့ခက်ပြက်ဖြစ်နေတော့အကုန်လုံးလို့ပြောလိုက်ရင်လည်းမမှားပါဘူးနော်အဲ့ဆိုငါပါသွားမယ်နော်ကဲပါလဲပါပါစီတော့ကွာဘယ်နောက်လိုက်နေတော့အဲ့တော့ငွေနဲ့သီလဘယ်ဟာအရေးကြီးလဲနှုတ်ခဏလေးဟုတ်တယ်အမှန်တရားကိုအရင်ဖြေကြည့်အောင်မင်းတို့လုံနေတာမဖြေနဲ့ဟုတ်ပြီနော်အားလုံးသဘောတူလားမင်းတို့လုံနေတာငါသိပြီးသားနော်မင်းတို့လည်းသိတယ်ငါလည်းသိတယ်အဲ့တော့ကိုလုံတာကိုမဖြေနဲ့အမှန်တရားကိုအရင်ဖြေကြည့်အောင်ငွေနဲ့သီလဘယ်ဟာတန်ဖိုးရှိတော့ဒီကောင်ငွေလို့ခေါ်ဖြေတယ်ဘယ်ကောင်းတော့နော်တရားကိုဓမ္မကိုအာရမဖြစ်အောင်မလုပ်နဲ့နော်ငွေနဲ့သီလဘယ်ဟာအရေးကြီးတယ်ဟုတ်ပြီအဲ့တော့ငွေနဲ့သမာဓိဘယ်ဟာကပိုတန်ဖိုးရှိတယ်ဟုတ်တယ်ဖြည့်ကုသိုလ်တော့ရတယ်ဖြည့်နော်ငွေနဲ့ပညာဘယ်ဟာပိုပြီးမြင့်မြတ်လဲသိကြလားဒါဖြင့်လူဘဝရကြိုက်ကလေးမှာကိုယ်တန်ဖိုးကိုမြင့်တင်ဖို့ဆိုရင်နော်ငွေရဖို့အားထုတ်ခြင်းနဲ့သီလသမာဓိပညာတိုးပွားဖို့အားထုတ်ခြင်းကိုဘယ်ဟာကိုပို့ပြီးတော့တန်ဖိုးထားတဲ့တယ်လဲတန်ဖိုးနောက်တစ်ချက်တေချာပြန်မေးမယ်နော်ငွေရအောင်အားထုတ်ခြင်းနဲ့သီလသမာဓိပညာကိုတိုးပွားအောင်အားထုတ်ခြင်းဘယ်ဟာကိုပို့ပြီးတော့မင်းတို့ငါတို့မြတ်နိုးတဲ့တယ်လဲအဲ့ဒါဖြောင်းအောင်ကိုမပြောနိုင်ဘူးငွေရအောင်အားထုတ်ခြင်းဆိုရင်ဒါတဲ့ပြောနိုင်တယ်ဟုတ်လားသီလသမာဓိပညာတိုးပွားအောင်အားထုတ်ခြင်းကိုပို့ပြီးတော့မြတ်နိုးသင့်ပါတယ်ဘုရားကြမင်းတို့ဖြောင်းအောင်ကိုမပြောနိုင်ဘူးရှည်လို့ကျေးဇူးရှင်တွေနော်ဒါမင်းတို့ရှင်းအောင်တော်တော်ပြောထားတာဟိုပါဠိတော်တွေလို့ပြောရင်မလွယ်ဘူးဟမ်သဘောပါလားပါပါဗျာကိုင်းကောင်းပြီတန်တရားမှာအကွေ့အကောက်တွေအမောက်အမှားတွေများခဲ့တော့တို့မှာဘဝတစ်ခုကိုဖြောင့်မတ်စွာရဖို့ကိုတကယ်တော့ဗုဒ္ဓဘာသာဝင်အဖြစ်သူတော်ကောင်းတို့ပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်တွေမှန်ခဲ့ရင်ဗုဒ္ဓဘာသာမိဘများကပေါက်ဖွာလာတာမှန်ခဲ့ရင်ကျင့်စဉ်သာမှန်ရင်မင်းတို့ငါတို့ဒီဘဝမရောက်ဘူးဒီလိုဘဝမျိုးမရောက်ဘူးဟုတ်ပြီနော်ငါသူများနိုင်ငံမှာမင်းတို့တွေကိုမြင်လေစိတ်ထဲမှာဝမ်းနေနေတာနော်ကိုယ်နိုင်ငံကကိုယ်လူမျိုးတွေအောက်တန်းကျနေတာကြည့်ရင်သိဝမ်းနေတာအဲ့တော့မင်းတို့ဒီဘဝမရောက်ဘူးဘာလို့မရောက်တယ်လဲဆိုတော့တကယ်ဗုဒ္ဓဘာသာဝင်မိဘဆိုရင်သီလနဲ့ပြည့်စုံသောတမာတိနဲ့ပြည့်စုံသောပညာနဲ့ပြည့်စုံသောမိဘကပေါက်ဖွားရင်မင်းတို့ကလည်းသီလတမာတိပညာခိုင်မာတဲ့ပုဂ္ဂိုလ်တွေဖြစ်ရင်ဒီလိုဆင်းရဲနွမ်းပါတဲ့ဘဝမျိုးမရောက်ဘူးရှင်းလားမြန်မာနိုင်ငံကြီးမှာဦးသိန်းကဖောင်နဲ့ဘာလို့စိတ်အားထက်သန်စွာ
ဟောနေသလဲလို့မေးရင်တကယ်မြင့်မြတ်တဲ့ဘာသာတရားကြီးငါတို့နှလုံးသားငါတို့လက်ထဲမှာရှိရတဲ့နဲ့မြတ်သောဘဝကိုတိဆောက်မယူနိုင်ကြတာဟုတ်ပြီနော်ဒီလိုဘဝအခြေခံရဖို့ရတော့အတိတ်အကြောင်းထောက်ပံ့ပေးလိုက်တာတော့ပြည့်စုံနေပြီအတိတ်ကံလိုနေကြတာလားပြစ္ဆုတ်ပံကံညံ့နေတာလားပြစ္ဆုတ်ပံကံညံ့နေတာပါဗျာရှင်းလားရှင်းပါဗျာအဲဒါလေးကိုအတိတ်ပြစ္ဆုတ်ပံသဟဇာတဖြစ်အောင်ဆောင်ရွက်တတ်ဖို့တို့တရားဓမ္မတွေအားလုံးဒီမှာလူငယ်တွေလည်းပါတယ်ဦးဇင်းပြောတဲ့စကားလေးတစ်ခုကိုနားမလည်ကြမှာအလွန်ဆိုးတယ်ဒါမှမဟုတ်မြန်မာလိုတက်တော်ကောင်းတို့နားလည်နိုင်တဲ့စကားပြေကိုမြန်မာတောင်မှဦးဇင်းတို့တတ်ကြွထားတဲ့သင်ကြားထားတဲ့အဆင့်အတန်းနဲ့ပရိယေဝေဝတ်တွေပါတဲ့စကားတွေပြောနေရင်ဒီကလေးတွေနားမလည်နိုင်ဘူးနားမလည်မှာသိဆိုးရင်ဟုတ်ပြီနော်အဲ့တော့ခုမင်းတို့ဘဝဟာတန်ဖိုးရှိမရှိရှိပါဗျာရှိတယ်နော်တန်ဖိုးဘာလို့ရှိလဲဆိုတော့ဘုရားသာသနာနဲ့တွေ့နေလို့ဘာလို့တန်ဖိုးရှိလဲဘုရားသာသနာနဲ့တွေ့တဲ့ပြင်မင်းတို့ကံအကျိုးကိုယုံသလားယုံပါဗျာကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးပါဗျာဘယ်သူပေါ်မှာပဲမူတည်လဲတရားဆိုတာတူသောအကျိုးပေးပါဗျာကိုကစိတ်ကောင်းထားရင်စိတ်ကောင်းထားသူတွေနဲ့တွေ့မယ်ကိုကစိတ်ထားညံ့ရင်သဘောပါလားပါပါဗျာကောင်းပြီအဲ့ဒီမှာဖျားလက်ထက်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စလေးတစ်ခုနဲ့ဦးဇင်းကနမူနာထိုးပြီးဒီတရားလေးကိုဦးဇင်းကဓမ္မဂရိကဖြစ်ခါစယဟန်တဝါမှာတစ်ကြိမ်ဟောခဲ့ဘူးတယ်ဂျားထဲမှာ3-4ကြိမ်လောက်တော့ဟောဘူးတယ်ပေါ့လေထင်ထင်ရှားရှားမဖြစ်ဘူးအခုဒီတစ်ခါသတိရတာနဲ့ငါဒီတရားလေးပြန်ဟောအောင်မယ်ဆိုဒီနေ့နှလုံးသွင်းလာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်ကာလကသာဝတိပြည်မှာယဟန်လေးတစ်ပါးရှိအဲယဟန်နာမည်ကတော့လောလောဆယ်မပေါ်သေးဘူးပေါ့ကွာနောက်သူဇက်ကြောင်းပေါ်မှပေါ်လာအဲ့တော့သာဝတိပြည်ကအမျိုးကောင်းသားတစ်ယောက်ဟာဖရာတရားတော်တွေနာပြီးတော့တံဝေခတွေရပြီးတော့လောကီအာယုံကာမဂုဏ်အလုပ်တွေစွန့်ပြီးတော့ယဟန်ဝတ်ပြီးတရားအားထုတ်ရင်နဲ့သူ့စိတ်ထဲမှာဒီယဟန်တရားအားထုတ်ရတာအားထုတ်ရင်းနဲ့ပြင်းလာဘာဖြစ်လဲကဲတရားအလုပ်ဆိုတာကတကယ်ယုံကြည်ချက်တရားမခိုင်မြဲရင်တရားအထုတ်တဲ့အလုပ်ဒီပျော်စရာကောင်းလားပြင်းစရာကောင်းလားပြင်းစရာကောင်းပါဗျာအမှန်ပဲဒါပေမဲ့စာထဲမှာတော့မွေလျော်ခြင်းတကမွေလျော်ခြင်းထဲမှာဘာနဲ့မွေလျော်ခြင်းကအကောင်းဆုံးတရားနဲ့မွေလျော်ခြင်းအကောင်းဆုံးပါဗျာဒါပေမဲ့တရားသံကြားပါများရင်ပိတ်ထားစမ်းမကွာနားကြီးတော့ပါလားပါဗျာထို့သဖြင့်ဟိုဒေအိုးဆိုဆရာတော်ဆိုတော့ကိုတော့မင်းကြားဘူးလားအဲ့ကိုတော့ပြောအမလေးဟိဟောက်ချင်းချောင်းနားကြီးလေလူစိတ်ပူပါဆိုသူ့တန်အော်ဟစ်ငြိမ်းအေးမှုကိုမရတရားသံဆိုတော့ဘာဖြစ်တော့နားကြီးတယ်ကဏ္ဍန်းဆံဆိုရင်အဆင်ပြေတယ်သဘောပါတယ်နော်ကဲကောင်းပြီအဲ့တော့တရားအားထုတ်ရင်းနဲ့သီလသမာဓိပညာတွေအားထုတ်ရင်းနဲ့ညီးငွေလာတာလူထွက်ချင်တာအဲ့တော့သူ့စိတ်ထဲဘယ်လောက်ထိဆိုးနေလဲဆိုတော့ဒီယဟန်ဘဝနဲ့နေလိုက်ရတာနဲ့ဆိုင်သေရတာမြတ်နော်ဖြစ်နေတာငါတော့အဲ့ထဲပါခြင်းချင်းလူထွက်ချင်တာသေရင်လောက်အောင်ကိုလူထွက်ချင်ဒီယဟန်ပြောတာပါနော်ဘုရားလက်ထက်ကကိုပါစိတ်ပါသွားမှဆိုရအခုတော့မပါပါဘူးပေါ့ဆိုဘယ်သူမှငါမမြင်ရဘူးဒီမီးကြီးကထိုးတာအဲ့တော့အခုကြည်နေတာဘာမှမကြောက်နဲ့မင်းတို့ငါမမြင်ဘူးနော်သူငါ့ကိုဒုက္ခပေးတာအဲ့တော့ကောင်းပြီလူထွက်ခြင်းစိတ်ပေါက်တော့ဘယ်လုံးမှသူတရားအားထုတ်လို့မရဘူးနောက်လူဘဝကိုလူထွက်ပဲဆိုတော့လေရှက်တယ်ကြီးကျယ်စီးစိမ်တွေအကုန်စွန့်တရားအထုတ်မဲ့ဘာညာနဲ့သင်္ကန်းဝတ်လာပြီးမှလူပြန်ထွက်ပြီးလူပုံနဲ့သွားမှာကြတော့လေရှက်တယ်အဲ့ဒါပြဿနာတက်နေတာပဲနော်အဲ့တော့သူ့ကိုယ်သူစဉ်းစားတယ်ငါဒီတိုင်းနေလို့တော့မဖြစ်ဘူးကွာပျော်လည်းမပျော်ဘူးပြန်ထွက်လို့လည်းမဖြစ်ဘူးခက်နေတာနော်အဲ့ဒါနဲ့ဒီယဟန်လေးဟာချောင်းနေတယ် तू ကဘာလို့ရင်ကောင်းမလဲကြမ်းနေတာ
ယဟန်တရားတော့ तू မလုပ်တော့နော်အဲ့တော့တရက်ကြတော့စွန့်ခံကပြန်မီတင်းကုတ်ထဲဆိုတော့နည်းနည်းအေးတယ်ထင်ပါတယ်အခုလိုဆောင်းတွင်းဖြစ်ပုံရအဲ့ဒါမီတင်းကုတ်ထဲသွားပြီးတော့မီးလုံတဲ့နေရာသွားလိုက်တဲ့အခါမှာအဲ့ဒီမီတင်းကုတ်ထဲမှာယဟန်တွေကမွေဆိုးတကောင်နော်မဟောက်ကြီးအလွန်အစိတ်ပြင်းတဲ့မွေကြီးတချူးချူးတခြားခြားနဲ့မွေဆိုးကြီးကိုယဟန်တွေဝိုင်းပြီးတော့ဖမ်းပြီးတော့ယဟန်တွေအတွက်အန္တရာယ်ဖြစ်မှာဆိုလို့ဖမ်းပြီးတော့အိုးတစ်လုံးနဲ့ထည့်တာဘယ်တဲ့တာအဲ့တော့ဒီယဟန်ကသွားရင်းနဲ့အဲ့ဒီအိုးမြင်တယ်ဒီအိုးကြီးကမင်းတို့ဘာလို့ကြတာလဲကျန်တဲ့သတင်းသုံးပေါ်တွေကိုမေးတာပေါ့အာမွေဆိုးငါတို့တော်တော်ဖမ်းလိုက်ရတယ်ကွာတို့လည်းမထိအောင်မခိုက်အောင်ယဟန်ဆိုတော့တတ္တဝါတွေအသက်တတ်လို့လည်းမရတခြားမတတ်ဖဲထားပြန်တော့လေကိုပြန်သူကတတ်သွားမှာအဲ့တော့မဖမ်းလို့ကမရတော့ရတဲ့နည်းနဲ့သူတို့ဝိုင်းဖမ်းရတာအန္တရာယ်ကြီးတာကွာတော်ဆိုးတဲ့ကောင်တရှုရှုနဲ့ဆိုတော့ဒါဖြင့်မင်းတို့ဒီမွေကိုဘာလို့ကြမှာလဲမေးတယ်ဟာဘာလို့မှလဲတို့သတ်စားလို့လည်းမရချက်စားလို့လည်းမရအဲ့တော့လွတ်မှာပေါ့ဘေးလွတ်ရလွတ်မှာသူကြံ့တယ်โอเคဒါဆိုရင်အဲ့မွေငါသွားလွတ်လိုက်မယ်ငါတာဝန်ထားလိုက်ဟဲ့ကောင်တတိထားတော့အလွန်စိတ်ပြင်းတာအေးပါငါမပူပါနဲ့ဆိုပြီးတော့ယဟန်နေသူတို့နေရာသူတို့သွားကြတဲ့အခါသူကဒီအိုးလေးပိုက်ပြီးထွက်လာပြီးတော့လွတ်ရတနေရာသွားပြီးတော့မွေဆိုးဆိုရင်တော့ကွက်တိပဲသူကလည်းသေခြင်းနေတာဘာလို့ချင်တာသေခြင်းနေတော့မွေကြိုက်ပြီးအသေးခံတော့မယ်ဆိုအိုးဖွင့်ပြီးတော့တခါလဲလက်ထက်မွေရမကြိုက်ကြိုက်လားမကြိုက်ပါဘူးဗျာကန်ဆိုးတာဆူတောင်းမပြေကန်ဆိုးတာပေါ့သဘောပါသလားမကြိုက်ဘူးမကြိုက်တော့ဒီကောင်ဒေါသမဖြစ်လို့နေမှာဆိုအိုးအထက်လက်မွေလဲဟိုကောင်ကအရေးထဲမှာမွေသူတော်ကောင်းနဲ့တွေ့သဘောပါတယ်နော်ဘလို့မှလုံးပြရတော့တစ်ခါခေါင်းကိုင်ဆွဲထုတ်တယ်ဟဲ့ကောင်ဆိုကြည့်တော့လည်းမဟောက်ကြီးနော်ဟာဒီကောင်ကြီးမကြိုက်ဘူးဆိုဗဇက်ဖျက်လက်ထက်ကြိုက်ဘူးသဘောပါလားအဲ့နဲ့သွားကွာဆိုလွတ်ပြထားခဲ့တာလကားကောင်နဲ့ရေမွေနေမှာပါကွာနော်ဘာမှအစိတ်မရှိတဲ့ကောင်ကြီးပေါ့ဆိုတော့ကျန်တဲ့ယဟန်တွေကသူ့မြင်သွားတယ်ငါရှင်ဘာလုပ်တာလဲဘာလို့ရမလဲငါမွေကြိုက်ခံနေတာမင်းတို့မွေကလကားမွေဟာမဟုတ်ဘူးနော်ဖမ်းတဲ့ထဲငါတို့ပါတယ်မဲ့တရှူးရှူးနဲ့အမောက်ထောင်ပြီးနာမုံနေတာအစိတ်ပြင်းလို့တို့တောင်မျက်စိတွေပိတ်နားတွေပိတ်ပြီးတော့တခါနှာခေါင်းပိတ်ပြီးမနဲ့ဖမ်းယူရတာလကားပါကွာကြိုက်တာသေခြင်းမြန်တော့လဲမသေးဘူးဟုတ်လားအဲ့ဒါနဲ့ तू အောင်သလားသူ့အကြံအောင်မှုအဲ့တော့အဲ့ဒီမွေမကြိုက်ရမှသူ့နာမည်ကပေါ်လာတာသူကသဗ္ဗဒါသဗါတဲ့သဗ္ဗဒါသမထေတဲ့ဓမ္မပဒပါဠိတော်ကြီးမှာပါပါတယ်ဗျာနော်သဗ္ဗပါဆောင်နှလုံးစစ်ဓာဒွေရေးချဓာတာယေသဒါသသဗ္ဗဒါသမွေမကြိုက်တဲ့ကောင်ဟုတ်ပြီနော်ဟုတ်ပါလားဒါရှင်းနေတာပဲမွေမကြိုက်တဲ့ရဟန်းလေးအဲ့တော့မွေကိုထည့်ပြီးတော့အကြိုက်ခန္ဓာကိုမကြိုက်နောက်ဆုံးဗဇက်ထဲထိထည့်တာကိုမကြိုက်ဘူးသူတော်ကောင်းလေးမွေရလဲဟုတ်ပြီနော်အဲ့ဒါနဲ့သူကြမ်းနေတယ်တရက်ကြတော့ဆတ္တာသေးကကျောင်းကဥစဉ်တွေကိုကုသိုလ်ယူတဲ့အနေနဲ့ခေါင်းရိပ်ပေးမယ်ဆိုပြီးဆတ္တာသေးဆိုတာခေါင်းရိပ်သမားသပင်ပြင်တဲ့ပုဂ္ဂိုလ်သပင်ညတ်သမားမှတ်ထားအောင်ခေါင်းချင်းရိပ်တာမဟုတ်ဘူးမင်းတို့အခု beauty salon သွားပြီးတော့မှသပင်ညတ်ခန္ဓာအဲ့ဒါဆတ္တာသေးခေါ်တယ်ရှင်းတယ်နော်အခုမှဆတ္တာသေးအစ်စ်ပေါ့ကွာနော်သပင်ညတ်တော့မယ်ဆိုခေါင်းအရင်ပါလို့အဲ့ဒါဆတ္တာသေးပဲအဲ့ဒါအစ်စ်ပဲရှင်းတယ်နော်အဲ့ဒါသပင်မှာညတ်ပေးရုံနဲ့မကောင်းခေါင်းမှာလျှော်ပေးတာအဲ့ဒါဆတ္တာသေးအဲ့တော့ဆတ္တာသေးကကျောင်းကဥစဉ်တွေကိုကရုံးတုံးပြီးတော့ကုသိုလ်ယူမယ်ဆိုပြီးတော့လာတော့တင်တုံးသားနှစ်ချောင်းပါလာတင်တုံးသားနှစ်ချောင်းပါဗျာတစ်ချောင်းကိုအောက်မှာချထားပြီးတော့တစ်ချောင်းပေါ့တစ်ချောင်းတုံးရင်တစ်ချောင်းသုံးမယ်ပေါ့ဆိုပြီးတော့ခေါင်းရိပ်ပေးနေတဲ့အချိန် तू ကလည်းခေါင်းရိပ်ခံမလို့သွားတာအဲ့နာရက်ကြည့်ရင်းနဲ့အကြံရသွားတယ်โอเคတင်တုံးသားဆိုတစ်ချက်ထဲနဲ့ပြီးဟုတ်တယ်နော်သူကဘာလို့ချင်နေတာသိချင်တာဗျာသူ့အာယုံထဲမှာဘာလို့ဖို့ပဲရှိတော့
သီလတရားအားထုတ်ဖို့သမထတွေအားထုတ်ဖို့ဘာဝနာတွေလုပ်ဖို့ဘာပဲဖြစ်ချင်တာသေပဲသေချင်တာလူဘဝဆိုတာရခဲ့လူဘဝဆိုတာဒါတွေ तू သိသေးလားနှလုံးမသွင်းနိုင်တော့အာယုံက तू ကလူထွက်ချင်တာပဲဖြစ်နေဟုတ်ပြီနော်အဲ့တော့လူဘဝကိုလူထွက်ပြီးပြန်သွားရမှာလဲအလွန်ရှက်နေတော့အဲ့တော့ယဟန်ဘဝလည်းနေမဖြစ်လူဘဝလည်းနေမဖြစ်ဆိုတော့သေတာပဲအေးပါတယ်ဆိုပြီးသင်္တုံးသားလေးကိုဘယ်သူမှမသိခင်အသားလေးရှော့ခနဲ့ယူပြီးတော့ဖြစ်သွားတောဆက်ကလေးတနေရာသွားသစ်ပင်ရိပ်သစ်ပင်တပင်အောက်မှီပြီးတော့ဒါလေပင်ကိုတစ်ချက်သေးလှီးလိုက်ရင်ပြီးပြီဆိုဒါလေးဖွင့်ပြီးတော့မှစဉ်းစားရတယ်ငါဟာတဲ့ဘုရားရှင်ရဲ့တရားတော်တွေကိုကြားနာရလို့တရိသံဝေကရပြီးတော့လူလောကထဲမှာမနေခြင်းတော့ဘူးဆိုယဟန်ဝက်လာတာယဟန်ဝက်လာတဲ့အချိန်ကနေပြီးအခုချိန်ထိငါဘာသီလကျိုးပေါက်တယ်လဲဘုရားအဆုံးအမနဲ့ပတ်သက်ပြီးတော့ငါဘုရားရဲ့ဩဝါဒကိုဖောက်ဖျက်ကျူးလွန်တာဘာရှိသလဲလို့ဆင်ခြင်တာဆင်ခြင်တော့သင်္ကန်းဝတ်လာကြတဲ့ကရဲ့ခုဓာဖွင့်ထားတဲ့အချိန်ထိသူ့မှာကျိုးပေါက်တဲ့သီလမရှိဘူးချွတ်ယွင်းတဲ့သီလမရှိဘူးဆိုတော့ तू ဟာသီလစင်ကြယ်အောင်နေနိုင်ခဲ့တယ်ဟုတ်ပလားကြည်စမ်းတော့သီလတွေစင်ကြယ်ပါရဲ့သားနဲ့လည်းသာသနာပေါင်းမှာမပြောဘူးဒါပေမဲ့အဲ့ဒီချိန်မှာဓာတ်ထုတ်ပြီးတော့သူသီလသူစင်ကြယ်လိုက်တဲ့အခါသီလတရားသည်စင်ကြယ်နေတာသိတော့ပီတိဖြစ်လာဘာဖြစ်လာပီတိဖြစ်လာဝမ်းမြောက်လာတဲ့သူ့ဘဝလေးသူအော်တော်သေးတယ်ငါယဟန်နဲ့နေသမျှလေးတော့ငါယဟန်ဘဝမဆုံးရှုံးဘူးဟုတ်ပြီနော်ယဟန်ဘဝမှာငါနစ်နာမှုဆုံးရှုံးမှုပြက်ကွက်မှုမရှိဘူးအဲ့တော့ဒါလေးကို तू ကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပီတိဖြစ်ပြီးအဲ့ဒီပီတိကလေးကိုပဲနေ့စဉ်ဖရာရဲ့တရားတွေနာထားတဲ့တရားနဲ့နှလုံးသွင်းကြည့်တော့တကယ်တော့ပီတိစိတ်ကလေးရောမြဲသလားမြဲပါဗျာဟောခုနကိုတတ်သိခြင်းတဲ့စိတ်ကောမြဲလားမြဲပါဗျာလောကမှာဘာစိတ်ဖြစ်ပြီးရင်မြဲပါဗျာအားလုံးမင်းတို့ရုပ်ကလေးတွေမြဲလားမြဲပါဗျာကိုယ်ရုပ်ကလေးကိုနှလုံးသွင်းကြည့်တာတဖြည်းဖြည်းပြိုလာသလားအိုလာသလားအိုပါဗျာမြဲလို့လားမမြဲလို့လားမြဲလို့ပါဗျာကဲတနေ့ငါခန္ဓာကိုယ်လေးမအိုပါနဲ့လို့တားစမ်းမရပါဘူးဗျာရမလားမရပါဘူးဗျာပိုင်သလားပိုင်ပါဘူးဗျာရုပ်လည်းမမြဲဘူးနန်းကောမမြဲပါဘူးဗျာစိတ်ကလေးတွေအခုစိတ်ကောင်းခဏနေစိတ်ဆိုးစိတ်ယုတ်မဖြစ်ဘူးလားဖြစ်ပါဗျာစိတ်ကလေးကိုတည်ငြိမ်နေအောင်မြဲနေအောင်လုပ်လို့ရလားမရပါဘူးဗျာမရတော့ဒီစိတ်ကောမြဲသလားမမြဲပါဘူးဗျာအားလုံးဟာဖြစ်ပြီးရင်မြဲပါဗျာလောကမှာမြဲတဲ့တရားရှိပါဘူးဗျာသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားအားလုံးဟာဖြစ်ပြီးရင်မြဲပါဗျာပြည့်နေတာဆိုတော့ तू ကအဲ့ပီတိလေးနှလုံးသွင်းပြီးတော့ဖြစ်ပြရှုလိုက်တာအဲ့ဒီနားတင်ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးဖြတ်ယဟနာဖြစ်သွားလေးမဲ့လေးဖို့ကြည်စားဘာဖြစ်သွားလဲအဲ့ဒီအချိန်လေးမှာဓာတ်ဖွင့်ပြီးဖြစ်လာတဲ့ပီတိကိုဝိပဿနာသင်ပြီးတော့သီလသမာဓိပညာသိက္ခာ3ရပ်အတွက်အားထုတ်လိုက်ခဏလေးအားထုတ်တာရှင်းတယ်နော်ဟိုဘက်ကသာသူစောစောစစ်စစ်အားထုတ်ရင်ဒီလိုသေစင်နေစိတ်တွေပါနေလားမလားမလားဘူးအခုတော့ကြည်စမ်းဓာတ်နဲ့လည်းပဲလှီးတော့မှာလှီးဖို့ဓာတ်ဖွင့်ပြီးပြီဟုတ်ပြီနော်ဗရိတ်တင်တုံးသားဆိုတော့ချလိုက်ရင်တစ်ချက်ပဲအဲ့တော့အဲ့ဒါလေးလှုပ်ဖို့အရေးမှာပြန်ဆင်းခြင်းနဲ့ငါအခုယဟန်ဘဝကိုရောက်လာတာယဟန်ဝတ်တဲ့ချိန်ကနေအခုချိန်ထိဘာသီလကျိုးခဲ့တယ်လဲဆိုတော့ဘာသီလမှမကျိုးဖះပြညတ်ထားတဲ့ပြညတ်ချက်အားလုံးကိုလုံခြုံအောင်သူစောင့်ထိန်ခဲ့တယ်ရှင်းတယ်နော်အဲ့တော့သူသီလအတွက်သူပီတိတွေဖြစ်တယ်ပီတိဖြစ်တော့ခုနသေခြင်းစိတ်တွေစိတ်ညစ်တဲ့စိတ်တွေမပျော်တဲ့စိတ်တွေရှိသေးလားရှိပါဘူးဟောခုနပျော်ရွှင်တဲ့ကြည်နူးတဲ့ပီတိစိတ်ကလေးဖြစ်လာစိတ်ကလေးကြည်နူးလာတယ်လန်းဆန်းလာတယ်အဲ့လန်းဆန်းတဲ့အချိန်မှာခုနကဘုရားဟောထားတဲ့တရားတွေသူ့နှလုံးသားထဲရောက်လာတော့နှလုံးသွင်းချတော့ဘာစိတ်ဖြစ်ပြီးရင်ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့မမကန်ဒီခန္ဓာရဲ့ယုံနာတရားတွေကိုနှလုံးသွင်းကြည့်လိုက်တော့အားလုံးဖြစ်ပြီးပြတ်နေတာဆိုတော့ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာဉာဏ်လင်းလဲရအောင်အဝိဇ္ဇာရှိအောင်မလားအဝိဇ္ဇာမရှိရင်နောက်ကတဏှာဥပါဒံလာအောင်မလားမလာရင်သေတာကသမုဒိယသေတော့နောက်ခန္ဓာမလာတာက
အဲ့ဒီနားတွေမျက်မှောက်ပြုလိုက်ပြီးတော့လေးမဲ့လေးဖို့ယဟန္တာဖြစ်သွားယဟန္တာဖြစ်သွားပြီဆိုဘာဖြစ်သွားပြီဆိုကိလေသာမရှိတော့ကိလေသာအကုန်ကုန်သွားတာကိုဘာခေါ်လဲယဟန္တာမှတ်ထားကိလေသာယဟန္တာမှာလောဘဒေါသမောဟလုံးဝမရှိတာဘာခေါ်လဲပြန်ပြောတေချာမှတ်ထားနော်ဇုမှသွားမေးစရာမလိုဘူးယဟန္တာဆိုတာဘယ်လိုပုဂ္ဂိုလ်လို့မေးရင်လုံးဝမရှိတာရှင်းတယ်နော်အဲ့ဒါကိုဘာခေါ်လဲယဟန္တာဖြစ်သွားတော့ဒါယဟန္တာတို့မြည်သည်သူကိုယ်သူတတ်သေးဦးမလားသိတော့ဘူးလေဒီအလုံးမျိုးမလုပ်တော့ဘူးကိုတတ်သေးတာလဲလူတတ်မှုပဲရှင်းသလားအပြစ်ဖြစ်တယ်အဲ့တော့သူဓာလေးသာပြန်သိမ့်ပြီးပြန်လာပြီးတော့သတ္တသေနာဓာလေးပြန်ချအဲ့ဓာပြန်ချမှာအားလုံးအမြင်ဟုတ်ပြီနော်ဒီတော့သတ္တသေဟာအရှင်မြတ်ဒီဓာဘာလို့တာလဲကျန်တဲ့ယဟန်တွေကလည်းဒီဓာအရှင်မြတ်ဘာလို့တာတော့အေးတဲ့စောကတော့ငါဒီဓာယူသွားတာဘာလို့မလို့ယဟန္တာဆိုတော့မလိန်တော့ဘူးမညာတော့ဘူးနော်လောဘဒေါသမောဟလုံးဝကိလေသာမရှိတဲ့အတွက်သူသည်ဘာဖြစ်သွားဆိုအဓိသီလခိုင်မြဲသောသီလပိုင်ရှင်ဘာဖြစ်လဲခိုင်မြဲသောသီလပိုင်ရှင်ပါဗျာနေပေါင်းကမေးရအောင်မယ်မင်းတို့သီလကိုစောင့်ထိန်ပြီးနေရတဲ့ဘဝနဲ့နော်သီလပြည့်စုံတဲ့ဘဝနဲ့သီလမရှိတဲ့ဘဝဘယ်ဘဝချမ်းသာသီလမရှိတဲ့ဘဝချမ်းသာပါဗျာဟုတ်ပါမလားဟုတ်ပါဗျာဒီချာစဉ်းစားသွားနော်ဟုတ်ပါတယ်ဗျာခွင့်ညာတိုင်တာတို့နော်အိမ်လိန်ပြောတာတို့အမေဒီလကဘာဖြစ်လိုက်လို့နေမကောင်းလို့ငွေမပို့နိုင်တော့ဘူးမဟုတ်ဘူးအမှန်တော့သူ့ဆိုင်ရာသုံးလိုက်ကြလို့ဟုတ်ကလားဟုတ်ပါဗျာအထီးကလည်းအမအတွက်အမကလည်းအထီးအတွက်ပန်ပိုးရင်ကုံသွားတာလေးလည်းရှိတာပဲဟုတ်ကလားဟုတ်ပါဗျာသဘောပါလားဟုတ်ပါဗျာဒါတို့လည်းလုံနေကြလေကွာဟုတ်လားကျောင်းသားတွေကြဟိုအကြကွက်ဒါကြကွက်ရောရမှာပေါ့နော်အခုခေတ်ဒီလိုပါပဲအဲ့တော့မှုသားလေးတွေများမပြောဘူးလားပြောပါဗျာအမေစိတ်ဆိုးမှဆိုလို့အဲ့တော့အမေကိုတဲ့ပြောလိုက်တာနဲ့လိန်ရတာဘယ်ဟာပိုးပြီးတော့အဆင်ပြေအဲ့တော့ငါမမြင်ရဘူးဆိုပြီးတော့ထင်ရတော့မလုပ်ကြနဲ့သဘောပါလားအဲ့ဒါအဓိသီလဆိုတာသီလတရားရဲ့တန်ဖိုးကိုမင်းတို့မသိသေးဘူးဟိုယဟန္တာကြသိသွားပြီနော်ဘာမှမပေါ့ငါဒီဓာတ်လေးယူပြီးတော့ထက်မထက်ကြည့်တာပါလို့ပြန်ပြောပြီးချလိုက်လဲပြီးတာပဲဟုတ်ပြီနော်ဒါပေမဲ့ तू ညာသေးလားညာပါဗျာဘယ်သူမှမသိပေမဲ့အဖန်တရားကို तू ကိုယ်တိုင်ဝန်ခံတယ်ငါဒီဓာတ်ယူသွားတာငါကငါသတ်သိမလို့တဲ့ဆိုတော့ဟင်းဒါဖြင့်ဘာလို့ပြန်လာချတာလဲမင်းသေရမှာကြောက်လို့လားတဲ့ဆိုတော့ငါအဲ့ဒီလိုလှုပ်เสียမလို့တော့ငါအတွက်ဒီလက်နဲ့တည်းမလို့တော့ဘူးတဲ့ငါဟာချထားအပ်သောလက်နဲ့ရှိတဲ့ပုဂ္ဂိုလ်ဗါတဲ့ချထားအပ်သောလက်နဲ့ရှိတဲ့ပုဂ္ဂိုလ်ပါဗျာအဲ့ဒါဘာပြောတာအေးမသိတာကောင်းတယ်အခုတင်တုံးသားကြီးပြန်ချလို့ချထားတဲ့လက်နဲ့လားဟုတ်ပါဗျာမဟုတ်ဘူးအခုလူတကာတွေတယောက်ကိုတယောက်တတ်ကြဖြတ်ကြခိုးကြဝက်ကြလိန်ကြကောက်ကြလုံနေတာနောက်ကိုပျက်စီးအောင်ဖျက်ဆီးနေတာဘာတွေကဖျက်ဆီးနေတာမင်းတို့စိတ်ထဲမှာရှိတဲ့လောဘဒေါသမောဟအဲ့ဒီကိလေသာဟာအဖျက်အားအကြီးဆုံးလက်နဲ့ပဲမင်းတို့ကိုတတ်တာလဲကိလေသာဒါဖြင့်ကိုတတ်တာလဲကိလေသာသူတစ်ပါးကတတ်စေတာလဲသူတစ်ပါးကိုတတ်တာလဲအဲ့တော့ဓာတ်တွေဒုတ်တွေလက်နက်တွေနျူကလ িয়ার လက်နက်တွေကအဓိကလားကိလေသာအဓိကလားကိလေသာအားကြီးဆုံးလက်နက်ဒီနေ့အမေရိကန်နိုင်ငံတို့ဟုတ်လားအင်အားကြီးနိုင်ငံဆိုဗီယက်နိုင်ငံတို့တရုတ်နိုင်ငံတို့အိန္ဒိယနိုင်ငံတို့မှာနျူကလ িয়ার လက်နက်တွေရှိတယ်အားအကြီးဆုံးပဲဒါပေမဲ့အဲ့ဒီလက်နက်တွေကဘယ်သူလုံးမှပောက်ကွဲမှာအဲ့ဒီလူတွေရဲ့ကိလေသာတွေတောထလာမှဒိုင်းဆိုကွဲမှာ
အဲ့ဒီကိလေသာကိုထိန်းချုပ်ထားနိုင်ဖို့ဒါအပြန်အလှန်အဖွဲ့အစည်းတွေနဲ့ချုပ်နှောင်ထားရတာဟုတ်ပြီနော်တယောက်ယောက်ကပြန်ယူထားလို့ခလုတ်ထားနေအကုန်ကွဲတယ်ရှင်းသလားဒါပြင်အဲ့နျူကလ িয়ার လက်နက်ကတတ်မှာလားဒီကိလေသာစိတ်ကတတ်မှာလားမှတ်ထားကွာလောကမှာဒီနေ့လောကလူတွေအများကြီးသေးကြတယ်ကဲဒီနေ့နှစ်ဆန်း2ရက်နေ့မှာပြောပါမယ်သတင်းကြင်ကြတော့254ယောက်လား6ယောက်လားခုနကဟိုတယောက်ကပြောတယ်6ယောက်လို့ပြောတယ်နော်254ယောက်သေသွားတယ်ဒီရက်ကိုင်းလေးတပတ်အတွင်းမှာဘယ်သူကသတ်သွားတာဒါအပျော်လွန်တဲ့စိတ်ဟုတ်ကဲ့လားတို့မြန်မာနိုင်ငံမှာလည်းအတူတူပဲလေဝါဆိုလာပြီးသေကြပြန်ပြီသတင်းကြိုလာပြီးသေကြပြန်ပြီတကယ်ဆိုရင်တကယ်အခါကြီးရဲ့ကြီးဆိုရင်သီလသမာဓိပညာတွေအားထုတ်ပြီးတော့ငြိမ်းချမ်းစွာနေရမယ်ကာလဗုဒ္ဓဘာသာနိုင်ငံကြီးပွဲတွေလို့လမ်းတွေလို့ဖျားပွဲလုပ်ပြန်ပြီနော်ဥဆောင်လုပ်တာကိုကဘာသာရေးကောင်းဆောင်တွေကဥဆောင်လုပ်တော့ဒီပွဲလမ်းသဘင်ကိုကဘာဖြစ်လို့ဆိုတော့လောဘဒေါသမောဟအာကြီးဖို့ဟောသေးကြပြန်ပြီဟိုရွှေဘိုးတို့ဝက်လက်တို့နော်တပင်းနယ်တို့ဆိုရင်ဖျားပွဲတစ်ခါလို့အနည်းဆုံးလူသားမှု50မှုတို့ရောက်ဖူးတဲ့တို့တရားသွားဟိုဟောတဲ့နေရာတွေများဆိုဖျားပွဲတစ်ပွဲဆိုအနည်းဆုံး9လောင်းတော့တတ်တာပဲဘယ်ရဲမှလည်းမလိုက်နိုင်ဘူးဘယ်ကောင်မှလည်းမဖွင့်နိုင်ဘူးဘယ်သူတတ်သွားတာတို့ငါဖေဘူးဟိုကောင်တတ်သွားတာအေးတွေ့မယ်နောက်ဖျားပွဲကျတော့အဲ့ကောင်ပြတ်ဖျားပွဲဆိုလူတတ်ပွဲသူကရှိတယ်အဲ့ဒါဗမာပြည်မှာမင်းတို့မြန်မာပြည်ဗုဒ္ဓဘာသာဘယ်လောက်ထုံးကားလဲဆိုကြည်ကျင်လာခဲ့ကြငါလိုက်ပြရှင်းလားဦးဇင်းတို့များတရားဟောဖို့သွားတာဒီမှာသင်္ကန်းဝတ်ကြီးနဲ့ထိုင်သွားနေပူကျဲတဲ့ကြီးမှာကရုံးကပြောင်းထီးတောင်မမိုးလာဘူးလာပင့်တဲ့လူတွေကဘယ်လောက်တရားကောင်းလဲဆိုတော့နော်ဒီမပါဘူးလှဲစီးရတာနေ့လယ်ကြီးနေ့လယ်ကြောင်တော်ကြီး2000ထူးကြီးကနေပြီးတော့နေ့လယ်2နာရီလောက်ကြီးစီးရတယ်ညနေ9နာရီ6နာရီထိနေပူကျဲကြီးမှာပေါင်းမိုးလည်းမပါအဲ့တော့ပထမတစ်နေ့ကတော့ကိုကယဟန်တဝါနဝါရှိသေးတော့ငယ်သေးတယ်ဒါပေမဲ့ငယ်ပေမဲ့လည်းဒီတိုင်းကြီးတော့မခံနိုင်ဘူးကွာပေါင်းမိုးလေးတော့လုပ်ခဲ့ဆိုပေါင်းမိုးထားလို့ထီတောင်ပါဘူးအဲ့ဒါလမ်းသွားတော့ဘေးမှာဘာဆိုင်ခင်းမှလည်းမရှိတော့လဲနှစင်းဆုံတာအဲ့ဒါလဲနှစင်းဆုံတာသူချပေးကိုချပေးလို့တယ်ဒီဘက်ကကိုလဲပေါ်မောင်းလာတဲ့ပုဂ္ဂိုလ်ကဟဲ့အောင်ငါဘုန်းကြီးပြင်လာတာမင်းလည်းပေးချပေးတယ်မင်းဘုန်းကြီးကဘာဘုန်းကြီးမဖယ်နိုင်ဘူးတဲ့ဟာကိုတော်မှဘာကောင်းလဲပြန်စဉ်းစားနော်ဟိုလည်းငယ်သေးတာဟိုမျက်လုံးလေးကလေးနဲ့ထိုင်းနေတာပေါ့ဘာလို့မှမသိဘူးအဲ့တော့ဘာလို့ဆိုသူတို့လဲဥမှာဓာအမြဲတမ်းပါတယ်ဘာဆိုဓာကင်ပြီးတော့ဓာဆင်းခုတ်ကြမလို့ဟာနင်းကြသမောခဏလေးငါပြောပြရစေကြောက်တော့ဘောဓာတွေနဲ့နော်သူ့မင်္ဂလာလက်ထက်ဘာမှပါရမှာမဟုတ်ပဲနဲ့နော်အဲ့တော့လဲလန်းကြောင်ဖယ်မပေးလို့ဓာချင်းခုတ်ကြတော့မှာလေအဲ့တော့မင်းမသားသမီးမရှိလားရှိတယ်ဟိုကောင်အိမ်တော်မရှိလားရှိတယ်ဟာဒါပြင်ဒီလဲကလေးတဲ့တော့ပြဿနာမတက်ကြပါနဲ့ကွာအခုကိုလဲမောင်းလာတဲ့လူပြောတာဟဲ့ကောင်မင်းဘာလာလောက်တာလို့ဆိုဘုန်းကြီးလာကြိုးတာလေဘုန်းကြီးဆိုရင်မင်းဘယ်သူစကားနားထောင်ဘုန်းကြီးစကားနားထောင်ပြန်တက်ဘုန်းကြီးဒီမှာမပြောနဲ့တက်ကိုနိုင်တဲ့လူကိုထောင်းရတာတက်ဘာလို့အောင်ဘုန်းကြီးတဲ့ဖယ်ပေးလိုက်မဖယ်နိုင်ဘူးပြတယ်ဒီကောင်သိမလေးသိခါကြတာဘာမှမဖြစ်ဘူးအိမ်ကမရားတွေမုတ်ဆိုးမဖြစ်ကုန်လို့မဖယ်ဘုန်းကြီးကြောင့်ကွာဟုတ်ပါတယ်ကွာငါကြောင့်ပါငါကြောက်လို့ပါဖယ်ပေးစမ်းနော်ဘေးမှာဘာမှလည်းမရှိဘူးစိုက်ခင်းလည်းမရှိဂျုံခင်းလည်းမရှိပဲခင်းလည်းမရှိအလွတ်ကြီးဒါကိုအဲ့ဒါလဲနှစင်းကိုထိတ်တိုက်တွေ့ပြီးထက်ရခုံးမလို့အဲ့လိုအရံမျိုးကျိုးတို့တရားဟောခဲ့ရတာလွယ်တယ်များမှတ်မနေနဲ့တော့ပါလားသူမှသာသူမင်္ဂလာသမီးသူမင်္ဂလာတို့ကစံကောင်းတာနာမည်ကြီးတယ်ဒီမှာပြဲနေအောင်လှုပ်လာခဲ့တယ်သူတို့မသိဘူးတော့ပါလားဟိုမှာကထိန်ရေစက်ချတရားလာပါအောင်ဆိုတော့သွားတော့လှဲပေါ်မှာမတ်တက်ရသွားတယ်လှဲပေါ်မှာဂျူးထီရေကမြုပ်နေတာတော့ပါတယ်နော်အဲ့ဒါတန်းလုံးမိုင်း20လောက်ဆိုင်ကယ်နဲ့လိုက်ပို့မယ်တဲ့ဆိုတော့လိုက်ပို့တယ်တစ်ခေါက်ကနောက်တစ်နှစ်ကဆိုင်ကယ်နဲ့လိုက်ပို့တော့ဟုတ်ပြီမှတ်နေတာဆိုင်ကယ်နဲ့ကတမိုင်ပဲစီးလိုက်ရတယ်ကျန်တဲ့16မိုင်ကဆိုင်ကယ်ပါတွန်းသွားကိုကမတောင်သွားဒီလိုဟောခဲ့ရတာပါဗျာကျိုးတို့ဟုတ်လားအဲ့တော့ရတော့ဘယ်လောက်တုံးဆို900တဲ့ကဲထားပါတော့အဲ့တော့ဒီအာယုံပြုတာငွေအာယုံပြုရတာမှမဟုတ်ပဲတို့ကတရားအာယုံပြုရတာဟုတ်လားအဲ့တော့ထားပါတော့အခုလဲဦးဇင်းတို့သူတော်ကောင်းတို့တွေသိဖို့ရနော်တကယ်သီလသမာဓိပညာထက်အရေးကြီးတဲ့တရားမရှိဘူးဒါပေမဲ့တကယ်မင်းတို့ကိုတတ်နေတဲ့လက်နဲ့ကအခုမင်းတို့ထိုင်းနိုင်ငံထိလာပြီးစီးပွားရှာတာဘယ်သူခိုင်းတာမှလဲသဘောပါသလားအဲ့ဒါအမေဖေကခိုင်းတာလည်းမဟုတ်ဘူးဟုတ်ပြီနော်ကိုလန်းကိုရွေးပြီးမဖြစ်ဘူးဆိုတာမှသွားကိုသွားခြင်းလို့နိုင်ငံခြားဆိုရင်ကိုမင်းတို့ထင်ကြီးနေတာဟုတ်သဘောပါသလားကိုလေကိုလှုပ်စားပြီးကိုရွာကိုနေလဲပြောနေတာမဟုတ်ဘူးနိုင်ငံခြားမှနိုင်ငံခြားရှင်းတယ်နော်
ဘသူခိုင်းတာထင်တော့သေခြင်းစိုးသေခြင်းလို့အဲ့ဒီလက်နဲ့မရှိတော့ဘူးဆိုကြတဲ့ကဘာလက်နဲ့မှမလိုတော့ဘူးဒါကိုချထအပ်တော့လက်နဲ့ရှိတယ်ဆိုတော့သူ့ကိုယ်သူဘာဖြစ်ပြီလို့ပြောရတာယဟန္တာဖြစ်ပြီလို့ပြောရအဲ့တော့အဲ့ပြောလိုက်တော့ယဟန်တွေကဟာအဓိပ္ပာယ်မရှိတယ်ဒီကိုတော့မွေကြိုက်ခံပြီးသေးခြင်းလို့သေးခြင်းဒါအလိမဲ့ပြောလို့ပြောခုကျတော့ယဟန္တာဖြစ်ပြန်ပြောတယ်လားငါပေါက်တန်းစိတ်လျှောက်ပြောနေတာအယူဟုတ်ပြီနော်အဲ့တော့ကိုယဟန္တာဖြစ်ပြီးပြောတယ်ဆိုပြီးသူကဖျားသွားတိုင်ဟောလုတ်ဖို့အမှုရှိအမှုရှာအမှုဖွင့်ဘုရားလည်းတော်သနာဖို့ကောင်းတာဒီကိုတော်တွေနဲ့နော်သဘောပါသလားအဲ့ဘုရားလက်ထက်ကကိုအတိုးထောင်နေရရှိတယ်ရှင်းလားအခုမင်းတို့ငါတို့ခေတ်ဆိုတော့ပို့ပြီးမင်းတို့ပြောတာငါမပြောဘူးကြောက်လွန်းလို့တို့တော့ကြောက်မပြောပါဘူးသဘောပါလဲနော်ကဲအဲ့တော့ချထားအပ်တော်လက်နဲ့သဘောပေါက်ပြီလားအဲ့တော့မင်းတို့ငါတို့ကိုနှိပ်စက်နေတာဘာလို့လဲဘသူကိလေသာတို့ကို့ထဲကအဲ့ဒါလေးမအောင်သေချာမသူများကိလေသာကို့နှိပ်စက်တယ်ထင်နေဦးမယ်သဘောပါသလားတော့ကြသူများကိလေသာများတာနဲ့ကိုဒုက္ခရောက်တယ်ပြောနေကြသေးတာအဲ့တော့ဘယ်ကိလေသာနှိပ်စက်တာတော့အဲ့တော့တတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်နေတဲ့လက်နဲ့ဒီဘယ်ထဲမှာရှိတော့ရှင်းတယ်နော်အဲ့ဒါလေးမရှိတော့ဘူးလို့သဗ္ဗဒါသမထေရပြောတော့ယဟန်တွေကဘုရားရှင်ထေသွားပြီးတော့တိုင်ကျက်ဖွင့်ပြီးတော့မှသူတို့ပြောနေကြတယ်ဘုရားကြွမလာခင်မှာဘာပြောလဲဆိုတော့ဒီသဗ္ဗဒါသမထေရဟာကွာတဲ့အံ့ဩဖို့တော့ကောင်းတယ်တထေသားစည်းစိမ်နဲ့နေလို့ရရတဲ့နဲ့တရားနာပြီးတော့သင်္ကန်းဝတ်တယ်သင်္ကန်းဝတ်ပြီးပြန်တော့မပျော်ဘူးဆိုပြီးတော့မွေကြိုက်ခံဟုတ်ပြီနော်အဲ့တော့မွေကြိုက်ခံပြီးအခုကြပြန်တော့လေဓာတ်နဲ့လိမဲ့လှုပ်တယ်ဓာတ်နဲ့လိပြီးတော့တခါယဟန္တာဖြစ်ပြန်ပြီးပြောပြန်တယ်ပြောနေကြတဲ့ချင်းဘုရားချစ်သားတို့မင်းတို့ဘာပြောနေကြလဲဒီလိုပဲဘုရားသဗ္ဗဒါသအကြောင်းပြောနေတယ်အေးဟုတ်ပြီအရှင်ဘုရားတဲ့ကိုတတ်သိမဲ့လူကယဟန္တာဖြစ်နိုင်သလားတဲ့ဟာဖြစ်နိုင်တာပေါ့ကွာတဲ့ဘုရားတတ်ပြီးပြီလားတတ်မလို့ကြံတာလေအဲ့တော့ကြံတဲ့စိတ်ကတော့လူတိုင်းမှာဖြစ်နိုင်မဖြစ်နိုင်ဘုန်းကြီးတိုင်းမှာရောဘုန်းကြီးဆိုတာလေအပေါ်ကဓာသာခြုံထားတာကွာအထက်ကတော့အေးတာတို့ဘုန်းကြီးတွေမှာလည်းမင်းတို့လိုလောဘရှိမရှိရှိပါဗျာဒေါသရောရှိပါဗျာအမလေးမောဟရောရှိပါဗျာဒါလေးနဲ့ကြော့နေရတာသဘောပါလားရှင်းတယ်နော်အဲ့တော့ဒါမကုံသေးလက်နဲ့မချသေးရင်တော့အန္တရာယ်လည်းမကင်းဘူးဘေးလည်းမရှင်းဘူးကျင်ရကြလားအဲ့တော့ဒါဖြင့်ဒီခဏလေးအာထုတ်တာနဲ့ရောယဟန္တာဖြစ်နိုင်သလားခြေသားတို့တဲ့မဲ့ညံဖုန်ညံဆိုတာနှလုံးသွင်းမှန်ထားပြီးသားအာထုတ်ရင်လက်ဖြစ်တဲ့အတွက်တင်းမှာမဲ့လေးတာဟိုလေးတာအမှန်ရနိုင်မရနိုင်စိတ်ကလေးတစ်ချက်အပြောင်းပဲဗာလေးတစ်ချက်အပြောင်းစိတ်ကလေးတစ်ချက်အပြောင်းပါဗျာဒါကြောင့်မို့ယောဇဝတ္တသတံဇီဝေတဲ့အသက်တရာကာလပတ်လုံးကုသိတောဟိနဝီရိယောဟိနဆိုတာဆုပ်ယုတ်သောယုံညံ့သောဟုတ်ပြီနော်ယုံညံ့သောလုံလဝရိယဖြင့်အာထုတ်ခြင်းမရှိပဲအသက်တရာနေရတာနဲ့စာရင်တဲ့ဧကဟံဇီဝိတံသေယောတခဏတမနဲ့တဏ္ဏနဲ့တစ်ချိန်လောက်အာထုတ်ပြီးသေရတာကမြတ်တယ်ရှင်းသလားအခုသဗ္ဗဒါသဓာကြိုင်မိတဲ့အချိန်ကြမှာဝိပဿနာနှလုံးသွင်းလိုက်တော့ခဏအာထုတ်လိုက်တာမဲ့ဖို့နိဗ္ဗာန်ရသွားတယ်ရနိုင်မရနိုင်ဘုရားကရနိုင်တယ်กว่าလေဟုတ်ပလားအဲ့တော့မင်းတို့ကသီလသမာဓိပညာကိုအာမထုတ်ဖဲနေကြလို့သာအန္တရာယ်လည်းမကင်းဘေးလည်းမရှိဘူးခဏလေးအာထုတ်လိုက်တာနဲ့အန္တရာယ်လည်းကင်းဘေးလည်းရှင်းဆိုတော့မှယဟန်တွေကအဲ့ထက်မှာပညာရှိတဲ့ယဟန်ဓမ္မပါထမေးတယ်ရှင်ဘုရားတဲ့မရှင်းတာရှိလို့မေးပြရစီကမေးကွာသဗ္ဗဒါသမထေရအရှင်ဘုရားပြောသလိုဆိုယဟန္တာဖြစ်ပြီဆိုတာဘုရားရှင်ကိုရောမြတ်ကြီးရဲ့နှုတ်တော်ကပြောတဲ့အတွက်တပည့်တော်တို့မှာယုံမှားတန်တရားမရှိပါဘူးသို့တော့ဒီလိုယဟန်ကိစ္စပြီးမဲ့ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးကယဟန်ဘဝမှာဘာလို့မပြောရတာလဲဟုတ်ပြီနော်ကိုဘာလို့တတ်သေးဖို့ကြံစီရတာလဲရှင်းတယ်နော်အဲ့ဒါလေးဘုရားတပည့်တော်တို့သိကျင်ပါတယ်ဘုရားတဲ့ဒါလေးရှင်းပြတော်မူပါဆိုတော့အေးတဲ့ချစ်သားတို့အကြောင်းတရားနဲ့
ကျိုးတရားလောကမှာကွာတဲ့လူတွေဟာခုနကကိလေသာယံသူရဲ့အုပ်ချုပ်ခြင်းကိုခံရတော့တန်တရားတစ်ခင်လုံးမှာမှားယွင်းတဲ့ကံတွေမြောက်များစွာပြုခဲ့ကြအဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာသိတာလားမသိတာလားမသိတော့အကောင်းဆိုအကြောင်းကျိုးအမှားမှန်ပိုင်းခြားမသိတော့ကုသိုလ်မှလည်းမသိမှားမှမသိအကြောင်းမှမသိအဲ့ဒီလိုဖြစ်ရတယ်တဲ့ဒီတော့ခြေသားတို့တပ္ပဒါသမထေဟာဘာကြောင့်လူထွက်ခြင်းတလဲလို့ဆိုရင်အတိတ်ကတဲ့ဟောဒီတပ္ပဒါသမထေဟာကသဗ္ဗဘုရားရှင်လက်ထက်ကလည်းယဟန်ပဲဖြစ်ခဲ့တယ်ကသဗ္ဗဘုရားလက်ထက်ကကသဗ္ဗဘုရားကအနှစ်2000တန်းမှာဘုရားဖြစ်တယ်ဒီတော့ तू ကအနှစ်2000လုံးတရားအထုတ်ခဲ့တယ်ဒါပေမဲ့ယဟန်ဝတ်ပြီးတော့သတင်းသုံးပေါ်ဖြစ်တဲ့သူ့ရဲ့တငယ်ချင်းတစ်ပါးနဲ့အတူနေတယ်ဘယ်သူနဲ့အတူနေတယ်တငယ်ချင်းတထေသားယဟန်တစ်ပါးနဲ့အတူနေတယ်အတူနေပြီးတော့တရားတွေအားထုတ်နေတဲ့နေရာမှာတရက်ကြတော့ရေချိုးစိတ်မှာရေချိုးရင်းနဲ့သူတို့သင်္ကန်းပိတ်ခရာတွေလျှော်ကြတော့တငယ်ချင်းလှုပ်တဲ့ယဟန်ကသူ့သင်္ကန်းလေးကိုလျှော်ရင်းနဲ့ပြောတယ်တငယ်ချင်းတဲ့ငါစောစောကတော့လူထွက်မလို့ဇာလန်ဒီမှာလာပြီနော်ဘာလို့မလို့ငါယဟန်ဘဝမှာမပြောလို့လူထွက်တော့မလို့သင်္ကန်းလျှော်ရင်သင်္ကန်းလျှော်ရင်လူထွက်ရင်ငါဒီသင်္ကန်းလေးမင်းကိုလှူခဲ့မလို့ဟုတ်ပြီနော်ဘာလို့လဲလူထွက်ရင်အလွန်ကောင်းတဲ့သင်္ကန်းလေးနေမှာပေါ့နော်နုညံ့တဲ့အမတန်ဝတ်လို့ယုံလို့ကောင်းတဲ့သင်္ကန်းလေးဖြစ်မှာပေါ့ဒီသင်္ကန်းလေးကိုမင်းကိုလှူဖို့ရတဲ့အခုတော့ငါလူထွက်ချင်စိတ်မရှိတော့လို့ကွာတဲ့မလူပြစ်တော့တာပေါ့အမှန်ကတော့ဟိုကစကားဖြစ်ပြောအလာဘာတလာဘာပြောကြတာနော်ရေချိုးရင်းနဲ့သူ့စိတ်ထဲမှာဖြစ်ခဲ့တာငကိုလှူမှာဆိုတော့အဲ့ဒီအချိန်မှာတော့စိတ်ကောင်းနှလုံးကောင်းနဲ့ပြန်ပြောတာအိုးမင်းကလည်းဘာလူထွက်မှာတော့ကွာကိုယ့်ကိုသင်္ကန်းလေးနဲ့ကိုယ့်ကိုဒီဘဝလေးပြောအောင်နေပါညာပေါ့အဲ့ဒါညအဲ့လိုပြောခဲ့တာနေ့လေရေချိုးတော့ကညကြတော့တရားအထုတ်ကြတော့မျက်စိထဲမှာတရားမမြင်ဘူးဘာမြင်မှထင်ဖြစ်ပုံဟမ်ရှင်းတယ်နော်အဲ့တော့ယဟန်နေရဲ့မှာလဲကိလေသာရှိမရှိရှိပါဗျာရှိတော့တရားအထုတ်တော့ဘာမြင်တော့သင်္ကန်းမြင်တော့ဟာနေ့လေကွာအမှန်ဆိုရင်ဒီကောင်မေးလူထွက်တာကောင်းတယ်ပြောလိုက်ရမှာဒီကောင်လူထွက်သွားရင်ဒီသင်္ကန်းအရမှာဆိုပြီးတော့အဲ့ဒါနောက်တနေ့မနေ့မိုးလင်းကလေးကရင်စီမံကိန်းဆွဲဘာစီမံကိန်းတငယ်ချင်းလူထွက်ရေးတေချာပြောမင်းတို့ကသူလူထွက်ဖို့မဟုတ်ဘူးသူကဘာလို့ကျင်တာလို့တငယ်ချင်းယုံထားတဲ့သင်္ကန်းကိုလိုချင်တော့အဲ့ဒီနေ့ကစားပြီးဆွမ်းခံသွားတော့လေတငယ်ချင်းဟာတကယ်တော့ငါတို့ဘုရားဒီခွက်ပဲကြီးကင်ပြီးလိုက်တောင်းစားနေတာဘယ်လိုသူပြောတာနော်သဘောပါသလားဟိုဦးသိန်းကသူ့စီမံကိန်းနဲ့ပြောတာငါပြောတာမဟုတ်ဘူးတော့ကြဦးသူမင်္ဂလာပြောတယ်ယူဆနေကြအောင်မယ်ခွက်ပဲကြီးနဲ့လိုက်တောင်းစားနေရတာကွာဘလို့မှအဆင်ပြေပါဘူးပြီးတော့မင်းလောင်းကြတာလည်းကြည့်အောင်ဖြစ်သလိုလောင်းတာလူတွေကအလုသမားတွေဆိုတော့ပြာကြီးပြာနဲ့ဟုတ်လားအလုသမားတန်းရသွားမှာဆွန်းလောင်းဖို့ဆိုတော့သေချာကြနာချက်နိုင်တယ်မဟုတ်တခါတည်းခရမ်းသီးတို့တွေဘာတွေလျှောက်လောင်းတို့တော့ဒါနဲ့မိလာတာဟုတ်ကသဘောပါတယ်နော်အဲ့တော့နေတိုင်းကြည့်ကတုံးကလည်းတုံးလိုက်ရတာပါပြောင်းတယ်နေရပူခေါင်းပေါ်မှာမင်းအဆင်မပြေဘူးတော့ချွေးတွေကပြန်ဟုတ်လားနေစရာမရှိမိုးရွာဆိုနေပူ6တို့ဘွားတော့ယဟန်ဘွားတကယ်မင်းဝတ်မိတာတော့မှားအချိန်ပြည့်ဒီယဟန်ဘွားရဲ့ဆင်းရဲကြောင်းတွေကြီးစစ်စင်ရေးလို့မဖြစ်အောင်လို့တကယ်ချင်းလူထွက်မှာမဖြစ်မှာတော့ကျင်းတယ်နော်အဲ့တော့အဲ့လိုလုပ်ပါများတော့ဟိုတငယ်ချင်းကလည်းတဖြည်းဖြည်းညှိငွေလာတယ်ငါတော့လူထွက်တာကောင်းတယ်ထင်တယ်စဉ်းစားအဲ့ဒါညကြတော့အဲ့လိုပေါ့တလားလောက်ရှိမှာပေါ့လေပြောတော့ညရောက်တော့သူစဉ်းစားတယ်တဲ့တငယ်ချင်းယဟန်ကဟုတ်ပါဘူးငါတငယ်ချင်းဟိုတုန်းကဒီလိုမဟုတ်ဘူးယဟန်ဘုရားမြဲဖို့ယဟန်ဘုရားမှာပျော်ဖို့သီလသမာဓိပညာတန်ဖို့ရှိကြောင်းနေကြီး तू ပြောတာအခုဘယ်နဲ့ဖြစ်နေတယ်မသိဘူးအဲ့မှာဖြတ်ခဏတည်းရတယ်လက်ဆက်တတ်တော့ဒါပဲဘာလဲဒီကောင်ငါသင်္ကန်းလိုချင်လို့လုပ်နေတာမပြေဘူးဆို
အဲ့ဒါသတ်သူ့ဟာသူလွတ်ရလွတ်ကြောင်းထွက်သွားပြီးတရားအထုတ်တယ်လူမထွက်ဖြစ်ဘူးရှင်းတယ်နော်အဲ့တော့အဲ့လူထွက်အောင်မလုပ်လိုက်တာတော်သွားတယ်အဲ့တော့လူထွက်အောင်လုပ်ပေမဲ့ဟိုကထွက်သလားမထွက်တော့ तू အခုဒီဘဝမှာဟောထွက်ဖြစ်သလားရှင်းသလားအဲ့ဒါအတိတ်ဘဝကတငယ်ချင်းယဟန်ကိုလူထွက်အောင်လုပ်ကြံစီခဲ့ဘူးတဲ့ဝိပတ်ဝတ်ကြွေးလိုက်လာလို့ဒီဘဝယဟန်ဝတ်ပြီးမှယဟန်ဘဝမှာမပြောတာတဲ့အကြောင်းမကောင်းတော့ဟုတ်ပါပြီလူထွက်ချင်တာတော့ဟုတ်ပါပြီဟုတ်ပြီနော်လူထွက်ချင်တာဟုတ်ပြီမထွက်ဖြစ်တာတော့အဲ့ဒီကံကြောင့်ဟုတ်ပြီဒါဖြင့်မွေကြိုက်တာဘာလို့မွေရမကြိုက်တယ်လဲဟုတ်ပြီနော်အကြောင်းရှိမရှိရှိပါဗျာငွေစိုးသူမင်္ဂလာသွားထဲရင်တော့ကြိုက်မှာပေါ့ခုသဗ္ဗဒါသထဲတော့မကြိုက်တာအကြောင်းရှိတယ်တဲ့မောင်ပစင်းတို့နော်အရှင်ဘုရားတို့ဘုရားကဟောဒီသဗ္ဗဒါသမထေဟာအဲ့ဒီမွေဟာလွန်ခဲ့တဲ့ဘဝများစွာကဘဝများစွာအတူတကွသဗ္ဗဒါသကသခင်အဲ့ဒီမွေကကျွန်အဖြစ်နဲ့နေခဲ့တာတဲ့သဗ္ဗဒါသရဲ့အိမ်စေကျွန်ဖြစ်ဘဝများစွာနေခဲ့တဲ့အတွက်ဒီဘဝမှာလဲသူသခင်ဆိုတာသိတော့ပါဇက်ထဲလက်ထဲတာတောင်ဟုတ်ကဲ့အမလေးသစ္စာရှိလိုက်တဲ့တပည့်ဗျာဒီလိုတပည့်မျိုးသဘောပါလားပါဗျာဒီလိုကြတဲ့သဗ္ဗဒါသဒုထက်သာသွားပြန်ရောဟမ်ဥဒ္ဓမင်္ဂလာတော့အလုတ်တွေအများကြီးလုပ်ခဲ့ဘူးတဲ့ဒါပေမဲ့အဲ့ဒီအလုတ်တော်များကတပည့်တွေကကိုယ်ပြန်ဆော်ဖို့ကြီးသူတို့လိုအပ်ချက်ကိုအကုန်ပံ့ပိုးပေးတယ်အကုန်အလိုလိုက်တယ်တခါမှယုံတောင်ရောက်သွားတယ်နော်အဲ့တော့ယုံရောက်တော့သူတို့ပြောသမျှကဲဒီကောင်တွေကငါတပည့်တွေပဲအဲ့တော့သူ့အဆင့်တန်းရှိသလောက်ပဲစိတ်ဓာတ်ရှိကြမှာပဲဆိုပြီးတော့ယုံမှာလိုက်လျောပေးတယ်ဘာလို့ချင်းလဲပေးလိုက်ကွာဘာကြောင့်ဖြစ်တယ်လှုပ်လိုက်ဆိုတော့အမှုစစ်တဲ့လူကကြည့်ပြီးတော့ဒါမဖြစ်နိုင်တော့ဘူးတဲ့ဟိတ်ကောင်မင်းတိတ်နေဘာမှပြောနေတော့ငါဆုံးဖြတ်မယ်ဆိုဟိုကောင်တွေဒဏ်ချပြီးပြန်ပြောမင်းဘာလို့လိုလဲသူတို့တင်းတော့တပည့်တွေလို့ကျွန်တော်တစ်သက်လုံးကသူတို့ကိုမွေးလာတာလို့အဲ့တော့သူတို့နဲ့ဘက်ပြိုင်ပြီးကျွန်တော်လှုပ်เสียအကြောင်းမရှိဘူးလိုချင်တာလှုပ်ပေးလိုက်အဲ့တော့မှတပည့်တွေငိုပြီးတော့တောင်းမှမဟုတ်တယ်ရွှေတော်မှာအဲ့တော့အဲ့လိုတပည့်ကောင်းရဖို့လဲလွယ်လားမလွယ်ပါဘူးဗျာအခုကြည့်စမ်းမွေဖြစ်နေတာတောင်ဒီတပည့်ကသူ့ဆရာမန်းသိတော့အကြောင်းကောင်းတော့ကျိုးကောင်းပါဗျာအကြောင်းမှန်တော့ကျိုးမှန်ပါဗျာအကြောင်းရှိတော့ကျိုးရှိပါဗျာဟုတ်ပြီမွေမကြိုက်တာလည်းသိပြီဟုတ်ပြီနော်မွေမကြိုက်တာလည်းသိပြီလူထွက်ချင်တာလည်းသိပြီဒါပေမဲ့ဘာဖြစ်လို့ခဏလေးတရားအားထုတ်ပြီးတော့ဒီလောက်လူထွက်ချင်နေတဲ့ပုဂ္ဂိုလ်ကယဟန္တာဖြစ်သွားတယ်လေဟုတ်ပြီနော်ဒါလည်းအကြောင်းရှိမရှိရှိပါဗျာခြေသားတို့တဲ့ကတ္တဗဘုရားရှင်လက်ထက်ကယဟန်ဖြစ်တဲ့အနှစ်ဘလောက်အနှစ်2000တိုင်ယဟန်တရားတွေအားထုတ်ခဲ့ဘူးတဲ့အတိတ်ကအထုံပါရမီရှိနေတော့ဘုရားဟောခဲ့တဲ့ကတ္တဗဘုရားရှင်ကလည်းဒီတရားတွေပဲဟောမှာပဲဘုရားရှင်ဆိုတာဘုရားတိုင်းဟောကြားတာဘာတရားလဲအမေတဲ့ဟုတ်ပါလားတော်တော်သိနေဘာတရားသစ္စာဆိုတာအမှန်ဆိုတာလောကမှာမြဲတဲ့တရားမရှိဘူးသဗ္ဗေသင်္ခါရအနိစ္စအဲ့ဒါအမှန်တရားဘယ်ဘုရားဟောသဗ္ဗေသင်္ခါရအနိစ္စဒါပဲဟောမှာရှင်းလားရှင်းပါဗျာဒီပြင်ဟောစရာအကြောင်းရှိပါဘူးဗျာတကယ်ရှိတာယုတ်တရားနဲ့နန္တရားနဲ့အဲ့ယုံနာနှစ်ပါးလဲဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဟောမြဲလို့လားမမြဲလို့လားမြဲပါဗျာကဲဖြစ်ပြီးပြတ်တာဘာသစ္စာဒုက္ခသစ္စာပါဗျာဘယ်ဖျားပွင့်ဒီတိုင်းပဲဟောမှာရှင်းလားရှင်းပါဗျာတချို့ကမေတ္တရာဖျားကြမှာမေတ္တရာဖျားကြတော့ယုံနာဟောမှာပဲရှင်းလားရှင်းပါဗျာဟိုးရှိရပွင့်တော်မူပြီးသားဖျားအားလုံးလဲဘာဟောတော့ဒီယုံနာဟောတာပဲယုံနာခန္ဓာမှန်ရင်ဘာသစ္စာဒုက္ခသစ္စာပါဗျာမင်းတို့ယုတ်ကောမြဲလားမြဲပါဗျာနာကောမြဲလားမြဲပါဗျာမမြဲသောတရားချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာအဲ့ဒီဆင်းရဲတဲ့တရားအစိုးရလားမရဘူးလားမရဘူးဗျာအနိစ္စဒုက္ခအနတ္တပြန်ပြောအနိစ္စဒုက္ခအနတ္တလောကတရားအလုံးကဒါပဲဘယ်ဖျားပွင့်ဖျားမှန်ရင်ဒါပဲပြောရမှာဒါမပြောဖျားမဖြစ်ဘူး gain ရှင်းလားရှင်းပါဗျာသဘောပေါက်လားပေါက်ပါဗျာ
အဲ့ဒါသစ္စာတရားလောကမှာမြဲတဲ့အရာမရှိဘူးမမြဲသောတရားမှန်သမျှချမ်းသာတယ်လို့မှတ်ထားလောကမှာမြဲတဲ့အရာမမြဲသောတရားမှန်သမျှချမ်းသာတယ်လို့မချမ်းသာသောတရားကိုအစိုးရတယ်လို့ရှင်းသလားအဲ့တော့တကယ်တရားစစ်တရားမှန်ကိုပြောစမ်းမှာဆိုတော့အနိစ္စဒုက္ခအနတ္တအဲ့ဒါဘယ်တော့မှမပြောင်းလဲတဲ့တရားတွေရှင်းရလားအဲ့တော့ဒီတရားတွေကိုကသဗ္ဗဘုရားရှင်လက်ထက်ကဒီသဗ္ဗဒါသမထေရဘယ်လောက်နာအားထုတ်ခဲ့နှစ်ပေါင်း2000အားထုတ်ခဲ့တဲ့အရှိန်စော်ရှိခဲ့တယ်အခုလည်းမင်းတို့ကိုပြန်ကြည့်တိုင်းဥစဉ်မေးနေတာအဲ့ဒါအခုကိုရုပ်ကလေးကိုကြည့်မြဲလားမြဲပါဗျာကိုစိတ်ကလေးတွေရောမြဲပါဗျာကြားလားကြားပါဗျာရှိသေးလားရှိပါဗျာမရှိတော့ဗျာကြားလားကြားပါဗျာရှိသေးလားရှိပါဗျာအာယုံရှိပါဘူးနော်အတန်အာယုံဖြစ်ပြီးရင်ပြတ်ပါဗျာအစင်းလည်းဖြစ်ပြီးရင်ပြတ်သွားတာဟုတ်ကလားခုမင်းတို့မျက်လုံးထဲမှာမြင်မှုတဲ့အဆင်းတွေဘယ်လောက်များတော့ကြီးနိုင်သလားကြီးနိုင်ပါဗျာအဲ့ဒီအဆင်းတွေဒီမှာမြဲနေလားမြဲပါဗျာတကယ်လို့သာမြဲနေအကောင်တွေရှိတယ်ဆိုဒီမျက်လုံးဆမ်းမှာမလားဆမ်းပါဗျာဟောဒါပြင်မျက်လုံးထဲဝင်တာကအကောင်ထဲလားသဘောလေးပဲလားသဘောလေးပါဗျာဖြစ်ပြက်ရှိပါဘူးရှိပါဗျာရှင်းတယ်နော်ရှင်းပါဗျာအခုအဲ့လက်ခုပ်တန်လေးအခုဥစဉ်3ချက်4ချက်တီးလိုက်တယ်အဲ့ဒီ4ချက်တီးတဲ့လက်ခုပ်တန်ကိုပြန်လိုခြင်းလို့မရပါဘူးဗျာဟမ်မင်းတို့ရအောင်မလားရပါဘူးဗျာငါရောပြန်တီးနိုင်မလားတီးနိုင်ပါဗျာပြန်တီးလို့တီးတဲ့အတန်ကလည်း1တန်2တန်3တန်လေးဖြစ်မလား5ချက်တီးရင်5တန်ဖြစ်မလား5ချက်ဖြစ်ပါဗျာဒါအခုတီးတဲ့အတန်8အတန်ရအောင်မလားမရပါဘူးဗျာဒီအတန်ကိုပြန်လိုခြင်းတော့မရပါဘူးဗျာရှင်းလားရှင်းပါဗျာမင်းတို့နားရော2ခါကြားနိုင်လားကြားနိုင်ပါဗျာဒါပြင်ဒီအတန်ကရော2ခါဖြစ်နိုင်သလားဖြစ်နိုင်ပါဗျာအဲ့ဒီတိုင်းပဲလူတယောက်ကို2ခါဘယ်တော့မှမတွေ့ဘူးမှတ်ထားရှင်းသလားရှင်းပါဗျာအဲ့ဒါကို तू ပဲငါပဲလုပ်နေတာမကျေနပ်ဘူးကျေနပ်တယ်ချစ်တယ်မုန်းတယ်ဟာရှုပ်ရှုပ်ကိုခံတယ်ချစ်เสียလည်းမရှိမုန်းရမရှိပါဘူးကျေနပ်သလားကျေနပ်ပါဗျာအကုန်အားသူ့ရတယ်ကြီးပဲမှန်ပါဗျာဟမ်မသိဘူးလားသိမှာလားသိပါဗျာသိမှာဆိုတာသင်္ချိုင်းကိုရောက်မှမဟုတ်ဘူးအချိန်တိုင်းသိနေတာမှန်ပါဗျာဟမ်ရုပ်တရားလည်းဖြစ်ပြီးရင်အဲ့ဒါမွေးလိုက်မွေးလိုက်မွေးတာကောင်းလားသိတာကောင်းလားဟမ်တေချာစဉ်းစားပြီးပြေးမွေးတာကောင်းလားသိတာကောင်းလားအဲ့ဒါမင်းတို့ကမွေးနေမင်္ဂလာတဲ့ဟမ်ဘယ်မင်္ဂလာအာသုဘမွေးလာတာဒါမှမင်္ဂလာပြောနေရှင်းလားရှင်းပါဗျာဖြစ်တာကောင်းလားပြက်တာကောင်းလားဖြစ်တာဘာလို့ဖို့ဖြစ်တာဆိုပြက်ဖို့လေသူသေဖို့ပဲသေခြင်းနေတယ်ဖြစ်တာဘာလို့ဖို့အေးမွေးတာဘာလို့ဖို့လို့လို့ပါဟုတ်ပြီနော်ဖြစ်ပြီးရင်ပြက်ပြီးတော့ပြန်ဖြစ်မယ်ဟမ်အစားထိုးတာဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ပြန်ပြောဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်โอเคမွေးလိုက်သေလိုက်အစားထိုးလိုက်တခြားပြောမွေးလိုက်သေလိုက်အစားထိုးလိုက်မွေးလိုက်သေလိုက်အစားထိုးလိုက်အခုဒါပြင်မင်းတို့ထိုင်နေတာ original တွေလားအစားထိုးတာအစားထိုးတာပါဗျာအင်းနေကြီးပဲဒါကိုချစ်လို့မပြီးဘူးချစ်တယ်လို့ပြောတဲ့အချိန်တုန်းကပြောတဲ့လူရဲ့ယုံနံရောအခုရှိအောင်မလားရှိပါပါဗျာနားထောင်တဲ့လူရဲ့ယုံနံရောရှိပါပါဗျာအဲ့ဒါကိုမပြီးနိုင်ဘူးရှင်းသလားရှင်းပါဗျာ25 anniversary တို့ဘာလို့လုပ်လိုက်တာမလေးချစ်သက်တမ်းဘယ်နှစ်ပြည့်ရှင်းလားတကယ်တော့အခုဖြစ်အခုမွေးဖြစ်လိုက်သေချာပြောဖြစ်လိုက်မနေ့ပြန်ကြတော့အလုတ်လို့ရင်ဘာအလုတ်လို့ပဇွန်ရွေအချုပ်နော်ဖြစ်လိုက်ရှင်းတယ်နော်မွေးလိုက်ကိုဘေးကိုပြန်ကြည့် original လားအင်းလားကိုရုပ်ကိုပြန်ကြည့်ငယ်တော့ရုံနာရှိလားငယ်တော့ဝေးလို့မနေ့ကရုံနာမနေ့ကဝေးလို့ခုနကရုံနာသဘောပါသလားအားလုံးကဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကအဲ့လိုဒီလိုတရားတွေကြားနာဘူးထားတဲ့တတ္တိရှိလို့တဲ့အားထုတ်လိုက်တာနဲ့ဖြတ်ဆိုရတာရှင်းလားရှင်းပါဗျာမင်းတို့တခါဘူးမှမကြားဘူးတဲ့လူကဘာအနိစ္စပြောလို့မှမသိဘူးအခုမင်းတို့သဘောပေါက်အောင်ပြောပြနေတာရှင်းပါဗျာအတန်ရှင်းပါဗျ
နောက်ထပ်ပြန်လိုခြင်းလို့တို့ဘယ်တော့ပြန်တွေ့မလဲဘယ်တော့မှမတွေ့ဘူးဒီယုံနာလဲအခုသိနောက်ယုံနာလဲမင်းတို့ယုံနာနေလဲအဲ့တော့နောက်တစ်ခါပြန်တွေ့တဲ့ခါမင်းတို့ယုံနာကရော original ဟုတ်ဦးမလားငါယုံနာကရောအဲ့ဒါလာပြီးတော့ဘုန်းကြီးတပည့်တော်မှတ်မိလားတဲ့အဲ့ဒီမေးခွန်းလောက်ဆိုတာမရှိဘူးတရားမှမှတ်မိဘူးတော့ပါလားသူကမသာချင်းမှတ်မိလားလို့ရှင်းလားနောက်ဘယ်တော့မှမင်းနဲ့သူ့မင်္ဂလာကိုတကယ်ခင်နေဆိုရင်ရှင်းတယ်နော်အဲ့ဒါတချို့ရှိတယ်တယ်လီဖုန်းကြီးနဲ့ဖုန်းကြီးတပည့်တော်အတန်မှတ်မိလားတဲ့အဲ့လိုမှတ်မိနေသူ့မင်္ဂလာမိမတွေရတာအများကြီးပဲရှင်းလားရှင်းပါဗျာသဘောပေါက်လားဘယ်အကုန်မှတ်ထားမလို့ငါမှအများကြီးပဲဟမ်မှတ်ရမလားမှတ်လို့ရမလားယူလဲယူတယ်တပည့်တော်အတန်မှတ်မိလားတဲ့ no အုံနောက်6ခံပြီးမစင်စားဘူးရှင်းတယ်နော်ရှင်းပါဗျာသဘောပေါက်သလားပေါက်ပါဗျာအချို့တပည့်တော်မပတ်မိဘူးလားမလေးနောက်ဘယ်တော့မှမမေးနဲ့ဟောလှူခြင်းတော့လှူဘာမှလာမတောင်းနဲ့ပြီးရောသဘောပါသလားအတောင်းတဲ့လူတော့မှတ်ထားတယ်ဘာလို့ဆိုနောက်တွေ့ရင်ရှောင်းအောင်လို့ကဲခန္ဓာမှရင်ဘာသစ္စာတကယ်တော့ဖြစ်လိုက်ငွေလိုက်သေလိုက်အစားတို့ပြန်ပြောဒီယုတ်တရားလဲအခုမွေဒီစိတ်လဲအခုမွေဒီယုတ်နာတွေကအခုဖြစ်ကျင်သလားနောက်ထပ်ဓာတ်တွေပြန်လိုခြင်းလို့တသွင်းစီးနေတဲ့ရေလိုပဲကျင်သလားဒီယုတ်နာတွေကအမြဲတမ်းဖြစ်လိုက်မွေလိုက်ကျင်သလားအဲ့တော့ original လူမျိုးယူမလားအစားထိုးတာယူမလားမိပြီသူတို့ခုချိန်ထိလိုချင်နေလို့ရှိသေးတာဟမ်သူအင်းလေးကိုလိုချင်နေသေးတာဖြစ်လိုက်ကဲဒါဖြင့်အစားထိုးတာယူမလား original ယူမလားဟမ် original ရောရှိလို့လားခုချိန်ထိသဘောမပေါက်သေးဘူးသူကတလဲစီလဲယူနေတော့ရှိသေးတာ original ဆိုတာလည်းဖြစ်ပြီးရင်ကဲဘယ်ဟာ original တော့အခုဖြစ်နေတာ original လားမနေ့ကဟာ original လားဘယ်ဟာမှမရှိဘူးရှင်းသလားကဲဒါဖြင့်ဖြစ်လိုက်မွေလိုက်ကဲအစားထိုးတာယူမလား original ယူမလားအခုမှဘယ်ဟာယူဘာသစ္စာရှင်းသလားဘယ်တရားဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာသာလာရင်လောဘဒေါသမောဟမာမာနအိတ်တာမစ္စရိယအဘိဇ္ဇာပြပါဒလာစရာလိုသေးလားအားလုံးကအစားထိုးထားတာနော်တဲ့စရာလည်းမရှိဘူးမတဲ့စရာလည်းချစ်စရာလည်းမရှိဘူးမုန်းစရာလည်းဒါဖြင့်ပြုံးစရာလည်းမရှိဘူးအဲ့တော့သေတာကသမုဒိယသေပြီဆိုနောင်ဒုက္ခလာအောင်မလားနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့တန်တရားမှာကျွေးကင်းတဲ့လက်နဲ့ချထားသူတွေဖြစ်အောင်အားထုတ်ကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့